လုံနေကြအလုတ်တွေကိုလုံရိုးလှုပ်စဉ်အတိုင်းရေလိုက်ငါးလိုက်လုံနေကြတာများတယ်ကိုလှုပ်ရတဲ့အလုတ်တွေရဲ့အနှစ်သာရကိုတန်ဖိုးကိုသိတဲ့လူနဲ့မသိတဲ့လူဘယ်ရင်းကများအခုလဲခင်ဗျားတို့စဉ်းစားကြည့်သာဓုတော့ခေါ်လိုက်ပြီဘာလို့သာဓုခေါ်တာလဲမေးရင်နှစ်ကာသိတဲ့လူရှားတယ်ခေါ်လို့ခေါ်တာပါသူများသာဓုဆိုတော့ဒုချိုက်တာအဲ့တော့သာဓုဆိုတာဘာလဲခင်ဗျားတို့စာကြက်ထားတယ်အဲ့ဒါစာသံနော်မစိုးဘူးမင်းတို့စာတတ်တယ်လို့ပြောရမှာနော်လောကမှာစာပတ်တတ်တိုင်းပညာရှိတာမဟုတ်နော်စာတတ်တယ်ဆိုတဲ့နေရာမှာလဲစာကဖတ်တတ်တာရှိတယ်ရေးတတ်တာရှိတယ်နော်အဲ့တော့စာဖတ်တဲ့နေရာမှာကိုစာမတူချင်းဘူးကြပြဖတ်တာတစ်မျိုးယတုဖတ်တာတစ်မျိုးယကံဖတ်တာတစ်မျိုးစာဖတ်နည်းနော်အခမ်းအနားမှာဖတ်တာတစ်မျိုးရှောက်လွှာဖတ်တာတစ်မျိုးနော်တောင်းပန်စွာဖတ်တာတစ်မျိုးစာဖတ်နည်းအမျိုးမျိုးရှိသေးတယ်စာဖတ်တတ်ပါတယ်လို့ပြောအောင်စာရေးတတ်တယ်ဟုတ်ပြီစာရေးနည်းအမျိုးမျိုးရှိတယ်ယုံစာရေးမှလားတောင်းပန်စာရေးမှလားရည်စားစာရေးမှလားဂုံပြုစာရေးမှလားစာရေးနည်းတွေအများကြီးရှိသေးတယ်ပြောရင်မင်းတို့အဲစာကြောင်းနဲ့ဒီနေ့တညကုန်သွားတယ်နော်ကြီးကျယ်လုပ်ပြီးတော့စာတတ်ပေတတ်နော်ဘွဲလက်မှတ်ကိုစာတတ်ထင်နေတဲ့အယူတွေလောကမှာတပုံကြီးရှိသေးတယ်သဘောပါလားအဲ့ဒါခဏထားအခုသာရုကိစ္စခဏရှင်းနော်လောကမှာဗမာပြည်ကမဖြစ်ကတ်ကြယ်တွေကများတာဟုတ်ကွာအဲ့တော့သာရုဘာလဲဆိုတော့မြန်မာလိုအခုစာလိုပေလိုစာရဲကသင်ထားတဲ့အတိုင်းကောင်းလေစွာလို့ပြောတာပါဖေဟာအဲ့စာရဲစကားစာဖတ်တတ်လို့ပြောတာဒါပေမဲ့ကောင်းလေစွာဆိုတာဘာလဲဘယ်လိုသဘောလဲဆိုတော့ကောင်းလေစွာဆိုတာကစာဟန်ပေဟန်နဲ့ဖတ်လို့ကောင်းအောင်မှတ်လို့ကောင်းအောင်ရေးထားတာတကယ်အတွင်းသဘောကလုပ်ငန်းတစ်ခုကောင်းမှုကုသိုလ်လုပ်ငန်းတစ်ခုကိုမိမိရှေ့မှောက်မှာဖြစ်စေမိမိကကြားနာလိုက်ရတာဖြစ်စေသတင်းကြားလိုက်တာဖြစ်စေစိတ်ထဲမှာကိုယ်တိုင်ကိုယ်ကြဝမ်းမြောက်ဝမ်းသာနှစ်သက်ပီတိဖြစ်ပြီးတော့နှုတ်ကထွက်ပေါ်လာတဲ့အလုံးစကားတနည်းအားဖြင့်ဝမ်းမြောက်စကားပီတိစကားဂုံပြုတဲ့စကားဂုံယူတဲ့စကားဒီလိုမှတ်ထားကောင်းလေစွာနဲ့ရမနေနဲ့အဲ့တော့အခုအဲ့ဒီလိုဆိုရင်အခုမင်းတို့ဘာလို့သာဓုခေါ်တာလဲမေးလိုက်ရင်ဝမ်းသာလို့ပါဗျာဒါကအခုငါပြောလိုက်လို့ဖြေတတ်သွားပြီအဲ့ဒါငါဆက်မေးမှာဘယ်လိုဝမ်းသာတာတော့မြတ်ကဲဖြေစမ်းမအောင်အဲ့ဒီမှာကြည်လာတော့မယ်ပထမဦးဆုံးအချက်သူတော်ကောင်းတို့နဲ့ဦးစင်းနဲ့တပြိုင်နဲ့ဆိုသွားကြတယ်မူလနှစ်ဖြာသစ္စာနှစ်ခုမဆိုဘူးလားဒါအကျမ်းမင်းပြောတာရှေ့မှာဆရာတော်ကြွမလာခင်ဘေးရန်ကင်းပါစေစိတ်ဆင်းရဲကင်းပါစေမေတ္တာပို့ပြီးတော့လည်းနေတို့သာဓုမခေါ်ဘူးလားခေါ်တာပဲနော်ဘာလို့ခေါ်တော့သူများခေါ်လို့ခေါ်ရတာမသိဘူးနော်တကယ်ကတရားမနာခင်ကုသိုလ်မပြုခင်ကိုအဥစငါတို့အတွက်ဘုရားရှင်ရဲ့အဆုံးအမတရားတော်တွေကိုတဆင့်ပြန်လဲဟောကြားပေးမယ်ဆရာတော်ကိုငါတို့ကိုယ်တိုင်မေတ္တာပို့ရတာကောင်းလိုက်တာစိတ်ထဲမှာကောင်းလိုက်တာခုတရားပွဲလာတာလေငါအခုတရားပွဲမစခင်ကတည်းကငါကုသိုလ်တွေရနေပါလားကောင်းလိုက်တာလို့စိတ်ထဲကတကယ်နှစ်ကာပီတိဖြစ်ပြီးခေါ်တဲ့သာဓုမှခင်ဗျားတို့ရတဲ့သာဓုအခုကလောကုတ္တသာဓုမတူဘူးစင်တန်းချင်းတော့ပါလားလုံနေတာအကုန်လုံးဗျံပရာဘယောဒုက္ခဝါတာဖော်လို့fit for လို့နဲ့ပြီးတာကာကနနာဘာတခုမှမသိဘူးအဲ့တော့ဒီစီစဉ်ပေးထားတာကိုကဆရာတော်ကြွလာတဲ့ချိန်တယောက်နဲ့တယောက်အတင်းပြောလိုက်နော်ဆက်ဖီလေးဆွဲလိုက်နော်လက်ကလေးတိုးလိုက်ဟီလေးဟာလေးလှုပ်နေတာနဲ့မေတ္တာပို့နေတာဘယ်ဟာကောင်းလဲဟောခုခင်ဗျားတို့တရားပွဲစကြတဲ့ခင်ဗျားတို့ကုသိုလ်ရအောင်ဖန်တီးပေးလိုက်တာဦးစင်းအတွက်မဟုတ်ဘူးရှင်းတယ်နော်အခုဒီမှာမြန်မာနိုင်ငံရဲ့ဗျံပရာဥပဒေကြောင့်တချို့ကြတော့ဦးစင်းတရားပွဲကလှုပ်ဖို့ခဲရင်တယ်နော်တ
တရားပွဲကိုဦးစင်းစီပင့်လို့ဦးစင်းကနေပြီးတော့အလှည့်ချပေးဖို့ရလဲခဲရင်တယ်ဘာလို့ဆိုဦးစင်းမှာရှောက်လွာတွေတပုံကြီးရှိသေးတယ်အကျွေးတွေနော်လွန်ခဲ့တဲ့10နှစ်ကရှောက်လွာအထိမပေးနိုင်သေးတာတပုံကြီးဒီနေ့တရားပွဲကဘယ်ကနေအချိုးချောင်းကြိုးကြောင်ရပါတယ်တော့မသိဘူးနော်တကယ်ကတော့စီကံတိုင်းဆိုဒင်းတော့မရသေးဘူးဘာလို့ဆိုတော့အလှည့်ကြမှာမဟုတ်ဘူးဒါအခုကဒါဟိုတနေရာကိုပေးထားတဲ့နေရာကနေပြီးတော့အကျိုးဆောင်ကနေပြီးတော့ဒီနေရာမှာဒီလိုဖြစ်လာတယ်ဒီလိုပေးလိုက်မယ်ဆိုပြီးပေးလိုက်လို့သူတို့ရသွားတာကျုပ်စီဆိုရအောင်မှာမဟုတ်နော်အဲ့ဒီကနေပြီးတော့တခါတရားပွဲရသွားပြန်တော့ခွန်ပြုမိန်ကြဖို့လိုက်ရတာနော်အခုဦးစင်းစုံစမ်းကြည့်လောက်ဆို73ဆောင်ရှိတယ်တရားပွဲတစ်ပွဲခွန်ပြုခြင်းရအောင်အရက်ဆိုင်အဲ့လောက်မရှုပ်ဘူးနော်မပူနဲ့အရက်ဆိုင်မရှုပ်ဘူးနော်လောင်ကစားဝိုင်းမရှုပ်ဘူးမူရစေဝါတဲ့ပိုးရှိသေးတယ်ဘာလျှောက်ခံစားမှမလို့ကိုတဲ့ချင်းတို့တဲ့သွားကျုံရလူပေးသွားလိုက်ရင်ပြီးသွားတာနော်ဗမာပြည်မှာခက်နေတဲ့အခက်ကတရားပွဲအခက်ဆုံးနော်အဲ့တော့ခွန်ပြုမိန်ရဖို့လည်းခရင်တယ်အဲ့တော့ခွန်ပြုမိန်ပေးတဲ့လူတွေလည်းသူတို့ကိုသူတို့ကျေးဇူးရှင်နေအမဲ့နဲ့ဘုန်းကြီးတရားပွဲပြီးတော့လှုပ်ပေးလိုက်တာမဲဒီလိုလာတာနော်ကျုပ်ကပဲကျေးဇူးတင်စကားပြောအောင်မလို့နော်အဲ့တော့ဦးဇင်းပြောလိုက်တယ်အဲ့ဒါငါနဲ့မဆိုင်ဘူးလို့မင်းယူတဲ့ကုသိုလ်လို့မင်းပိတ်လိုက်ရင်မင်းအကုသိုလ်မင်းကုသိုလ်တရားပွဲကိုဖျက်အောင်လုပ်ပေးလိုက်ရင်မင်းကုသိုလ်မင်းရတဲ့ကုသိုလ်မင်းယူခြင်းနဲ့ကုသိုလ်ယူအကုသိုလ်ယူမင်းကိစ္စငါနဲ့မဆိုင်ဘူးရှင်းလားကုသိုလ်အကုသိုလ်လောက်မှခွဲခြားမသိတဲ့လူကတရားပွဲကိုနှောက်ယှက်မဲ့ဖျက်ဆီးမဲ့အဲ့ဒါသူအကုသိုလ်ငါနဲ့မဆိုင်ဘူးငါမင်းတို့ပိတ်ဖွင့်ငါအတွက်တရားပွဲ365ရက်ကပေးနေရင်မနာဘူး3ချိန်ပေးရင်တစ်နေ့3ချိန်ဟောမယ်4ချိန်ပေးရင်တစ်နေ့4ချိန်ဟောမယ်ငါအတွက်ကတော့ပင်းစာနဲ့ရှောက်လွာနဲ့ဟောစရာပွဲကနားစရာအကြောင်းကိုမရှိအောင်အများကြီးပြည့်နေမင်းတို့ပေးမှမဟုတ်ဘူးအဲ့တော့ခွင့်ပြုတယ်မပြုဘူးဆိုတာမင်းတို့ယူလို့မိုက်လို့နော်နှလုံးသွင်းမှားလို့လောက်ကြတဲ့ကိစ္စငါနဲ့မဆိုင်ဘူးဟိုတရားပွဲတရားလူရှင်တရားလူတယ်ဘုန်းကြီးကျေးဇူးတင်လိုက်တာမတင်နဲ့အဲ့ဒါမင်းကိစ္စမင်းကုသိုလ်အခုငါကတရားဟောတယ်ငါကုသိုလ်ကိုကိစ္စကိုလုပ်နေကြတာဘယ်သူနဲ့မှမဆိုင်ဘူးပြို့ရှင်းလားအကြောင်းကျိုးခုဦးစင်းကဖျားရှင်ရဲ့သားတော်ဖြစ်ကရုံတုံးပြီးဒီသင်္ကန်းပတ်ပြီးတန်ဃာလို့အမိခံထားတဲ့အတွက်ဦးစင်းမှာတရားဓမ္မတွေကိုသိတာကိုမျှဝေပေးရမယ်ဟောကြားပေးရမယ်ဘုရားရှင်ရဲ့အဆုံးအမတိုင်းဦးစင်းမှာတာဝန်ရှိတယ်ဦးစင်းတာဝန်ကိုဦးစင်းလုပ်နေတာခင်ဗျားတို့ကလည်းအခုတရားလာနာတယ်ဆိုတာကျုပ်အတွက်နာတာလားခင်ဗျားတို့အတွက်နာတာလားကိုလုပ်တာရှင်းတယ်နော်အဲ့တော့ဦးစင်းကတော့တရားဟောဖို့ကြွလာခဲ့တဲ့ခင်ဗျားတို့ဘုမှာတရားဟောဖို့ဘယ်တရားမျိုးဟောပေးမယ်ဘယ်လိုဟောပေးမယ်ကြံစီလာတဲ့အတွက်ကျုပ်ကကုသိုလ်စိတ်နဲ့လာတာတို့ခင်ဗျားတို့ကလည်းတရားတော့နာမလို့လာကြတဲ့နေရာကုသိုလ်စိတ်နဲ့နာတာအဲ့ဒီလာတဲ့အချိန်ကလေးမှာအလဟတ်မဖြစ်အောင်ဆရာတော်ကြွလာခဲ့တဲ့မေတ္တာပို့ပေးတဲ့အစီအစဉ်မေတ္တာပို့တယ်ဆိုတာခင်ဗျားတို့ကျမ်းမာပါလေဆိုတိုင်းကြုတ်ကျမ်းမာမလားဘေးကင်းပါစေဆိုတိုင်းဘေးကင်းမလားမကင်းပါဘူးသို့တော့ခင်ဗျားတို့မေတ္တာပို့ပေးတဲ့အတွက်မေတ္တာပို့တဲ့လူမှာဘာရတော့ကုသိုလ်ရနေတယ်ရှင်းရလားအဲ့တော့ကိုယ်ဆရာသမားကိုမေတ္တာပို့ခွင့်ရတာကောင်းလိုက်တာတရားပွဲအစလေးမှာဒီအစီအစဉ်လေးကောင်းလိုက်တာလို့စိတ်ထဲမှာတကယ်နှစ်သက်ပီတိဖြစ်ပြီးသာဓုခေါ်မှအဲ့ဒီခုနကမေတ္တာပို့တာလဲကုသိုလ်သာဓုခေါ်တာလဲကုသိုလ်နာကိုတောင်းရှိသာဓုတစ်ဟောလစ်အသင်ချေကြတော့ကြားဘူးနဲ့ဘာမှမသိတော့ပါလားတရားနာတဲ့လူမှာကိုးကဘာအပေမလားဘူးတရားတောင်းတဲ့လူမှာရှစ်ကဘာအပေမလားဘူးသာဓုအဲ့ဒီသူများလုပ်တဲ့ကောင်းမှုကုသိုလ်ကိုစိတ်ထဲကဝမ်းမြောက်ဝမ်းသာတကယ်ပီတိဖြစ်တဲ့လူမှာတကဘာအပေမလားဘူးသာဓုလေးတစ်လုံးရဲ့တန်ဖိုးဗုဒ္ဓဘာသာဖြစ်ရတဲ့ခမရတို့ပုဂ္ဂိုလ်တွေအတွက်သာဓုလေးတစ်လုံးရဲ့တန်ဖိုးနှလုံးသွင်းမလို့တည်သွားပိတ်တာဖြစ်လို့သာဓုမခေါ်နိုင်တဲ့လူတွေကျွတ်ဘူးဗျသာဓုခေါ်နိုင်တဲ့လူမှကျွတ်တယ်ဆိုတာဘယ်လိုလုံးဆိုသာဓုတန်ဖိုးကိုသိတဲ့လူမှသာဓုခေါ်နိုင်တာနော်တချို့ခင်ဗျားတို့ကြားဦးမှာပဲကန္နာယုံဆရာတော်ဘုရားကြီးစာအုပ်တွေတောင်ပါသေးတယ်ဆရာတော်ကြီးတောင်မြုပ်ဥပိ္ပန္ဒရာဘောလမ်းလျှောက်နေနောက်ကသူ့เจ้าအမကြီးကနောက်ကနေလိုက်ပြီးတော့အရှင်ဘုရားအမြဝေပေးအောင်လို့ပြောတယ်တဲ့သူ့เจ้าအမသေသွားပြီဟဲ့ဘယ်သူလုံးဆိုပြီးတော့เจ้าအမပါဘုရားဟဲ့ဘာဖြစ်လို့တပည့်တော့မကြွဘူးဒီနားမှာရှိနေတယ်မ
ဘာလို့လို့နေရမကြွတော့ဟိုတနေ့ကနေအတွက်ရေသက်ချအမြဝေပြီးပြီဟုတ်တယ်အဲ့ဒါတမီးတော့တငယ်ချင်းတွေနဲ့ပါသွားလို့သာဓုခေါ်ပေါ်မရှိဘူးတဲ့ရှင်ဘုရားအမြဝေပေးမှဖြစ်မှာတဲ့ဆိုတော့အမြဝေတော့သာဓုခေါ်တယ်ရပြီဖျားရှင်ဘုရားရပြီကျွတ်ပြီအเจ้าမဲ့တယ်မဟုတ်ဒီလိုဝတ္ထုတွေအများကြီးရှိတယ်ပေတဝတ္ထုတွေမှာအများကြီးရှိတယ်ဒါပေမဲ့အဲ့ဒီသာဓုအကြောင်းကိုသိမှခင်ဗျားတို့သာဓုခေါ်နိုင်တာသဘောပေါက်လားဘယ်လောက်အမြဝေဝေတော့ဒီအိမ်ထဲကတရေထွက်ကုန်မသွားဘူးဘယ်ထွက်မဲ့သူသာဓုခွာကောင်းမှန်းကိုမသိဘူးရှင်းမလားသဘောပေါက်ပြီလားအခုတရားရတာဆိုသွားတယ်မူလနှစ်ဖြာသစ္စာတစ်ခုကနေခင်ဗျားတို့အခုတရားရတာဟာတကယ်နှစ်ကနှလုံးသွင်းသွားရင်ကျုပ်တရားတစ်ပုတ်တစ်လုံးမှဟောစရာမလိုအဲ့စာရွက်ဖတ်ပြီးတာနဲ့ခင်ဗျားတို့အတွက်တရားရပြီပြန်တော့အဲ့ဒါနိဗ္ဗာန်ကိုတကယ်ရောက်နိုင်တဲ့တရားတွေကြီးပဲအဲ့ထဲကတစ်လုံးကိုခင်ဗျားတို့ပိုင်နိုင်သိတာနဲ့နိဗ္ဗာန်ရောက်အဲ့တော့တရားဓမ္မတွေအခုရွတ်ဆိုလဲရတာမူလနှစ်ဖြာကနေစပြီးတော့သစ္စာ၄ပါးအထိအိုးတကယ်အနှစ်သာရတွေပါလားသစ္စာ၄ပါးတရားတွေပါလားနိဗ္ဗာန်ရောက်ကြောင်းတရားတွေပါလားတကယ်တရားစစ်တရားမှန်တွေပဲတကယ်တော့မျက်စိနာလို့ခေါ်နေတာကခင်ဗျားတို့ထင်တာမျက်စိပဲဘာထူးလဲဆိုတာမျက်စိကိုမျက်စိလို့သိရင်ခင်ဗျားတို့နိဗ္ဗာန်ရောက်ပြီမျက်စိကိုမျက်စိမှန်မသိလို့ခင်ဗျားတို့တန်တရားလဲနေတာရှင်းလားအဲ့တော့ခုနတရားရတာဆိုလိုက်ရတာလဲဩဒါတကယ်အရတာတကယ်ဓမ္မစစ်တကယ်သိရမယ်တရားတွေပါလားကောင်းလိုက်တာလို့စိတ်ထဲကတကယ်ဖြစ်မှသာဓုကကိုယ်စကားမဟုတ်ဘူးကိုယ်စကားနဲ့ကိုယ်သာဓုခေါ်တတ်အောင်ကြိုးစားကောင်းလေစွာမလုံနဲ့အဲ့ဒါလည်းကိုယ်စကားမဟုတ်ဘူးအဲ့ဒါဟိုပကံခစ်ကစကားကောင်းလီစွာကလာတာတော့ပါလားတကယ်ကောင်းလိုက်တာလို့ဝမ်းမြောက်ပီတိဖြစ်မှဟိုဩဝါဒပါတိမောက်ပူဇော်ပါတယ်တပ္ပပါပတအကရဏံကုသလတဥပသမ္ပရာသစိတ်တပရိယောတပရံဒီပထမတစ်ပိုက်တကယ်တော့ပထမအပိုက်ကခန္တီပရမန်တဘောတိဒိဋ္ဌာလာတာဒါပေမဲ့ခင်ဗျားတို့ကျုပ်တို့အတွက်ကြာဘူးနားရည်ဝနေတာကတပ္ပပါပတကစလို့တပ္ပပါပတကစပြီးတော့ဆိုတာရှင်းတယ်နော်အဲ့တော့တပ္ပပါပတမကောင်းမှုမှန်သမျှမလုပ်ကြနဲ့ကောင်းမှုကုသိုလ်မှန်သမျှပြည့်စုံအောင်လုပ်စိတ်ကိုဖြူစင်အောင်စားဆိုတဲ့တရားတစ်ပိုက်ကလေးသဘောပေါက်ရင်ကိုပဲခင်ဗျားတို့ဘဝအလုံးစုံပြည့်စုံသွားပြီ။အော်ဒါတွေဟာငါတို့တကယ်လိုက်နာရမယ်တကယ်ကျင့်ဆောင်ရမယ်။တပ္ပိညုတပွင့်တော်မူသွားတဲ့ဖရာတိုင်းဆုံးမသွားတဲ့အရေးအကြီးဆုံးဗราဏကြဆုံးအဆုံးအမကြီးပါလား။ဒီအဆုံးအမကိုငါတို့ကြားနာလိုက်ရတာတကယ်တော့ဟောဒီအဆုံးအမလေးကင်းကွာသွားလို့ဒီနိုင်ငံအတွင်းမှာတန်ခါချင်းလည်းမညီညွတ်ဘူးသီလရှင်ချင်းလည်းမညီညွတ်ဘူးတက္ကະချင်းလည်းမညီညွတ်ဘူးတက္ကမချင်းလည်းမညီညွတ်ဘူးအဖွဲ့အစည်းချင်းလည်းမညီညွတ်ဘူးတိုင်းရင်းသားအချင်းချင်းလည်းမညီညွတ်ဘူးမညီညွတ်ချင်းပေါင်းစုံတွေဘာလို့သွားဆိုဒီအဆုံးအမနဲ့ကင်းကွာပါလို့အဆုံးအမကိုနှစ်ကာသိလို့အကုန်တူရင်မညီစရာအကြောင်းကိုမရှိဘူး။အော်တကယ်တို့တွေသိတဲ့သိတိုက်သိအပ်ကျင့်ဆောင်ရမယ်တန်ဖိုးအရှိဆုံးတရားတွေပါလားလို့ယင်တဲ့ကတကယ်နှစ်ကာဝမ်းမြောက်စွာကြည်နူးကောင်းလိုက်တာဆိုမှအဲ့ဒါသာဓုနောင်ကိုအဲ့ဒါလို့ကိုယ်တိုင်အသိဉာဏ်နဲ့အကောင်းအဆိုးကိုဝေဖန်ပြီးသာဓုခေါ်နိုင်တဲ့သူတွေဖြစ်အောင်ကြိုးစားရှင်းမလားဦးဇင်ပြောတာသဘောပေါက်လားအရေးကြီးမကြီးလုပ်သမျှအလုပ်တွေကိုမသိလိုက်မသိပါသာလုပ်နေရမှာလားသိအောင်လုပ်ရမှာလားဘာကြောင့်ဒီလိုပြောလဲဆိုတော့ခုခင်ဗျားတို့တန်တရားလဲလာကြတာတန်တရားရှည်လာကြတာကိုကသိလို့လားမသိလို့လားဒါဖြင့်အဲ့ဒီကစအောင်မသိတာဘာခေါ်တော့ဟာတော်လိုက်တာသာဓုမဲသူတို့စာတော်တတ်တာပဲနော်မသိတာအဝိဇ္ဇာတွေဘာတွေတောင်သိနေပြီမသိတာကအဝိဇ္ဇာပစ္စယဟုတ်ပြီအဝိဇ္ဇာဆိုတာကမသိခြင်းတရားပစ္စယဆိုတာအကြောင်းကြောင့်ဟုတ်ပြီလားမသိခြင်းတရားအကြောင်းကြောင့်ဘာလာတော့
သင်္ခါရနော်မသိတာကအကြောင်းသင်္ခါရကအကျိုးသင်္ခါရဆိုတာဘာလို့တာပြုလုပ်တာဘာတွေလုပ်ပုံညာပိသင်္ခါရအပုံညာပိသင်္ခါရအာနိဇာပိသင်္ခါရမရှိဘူးလားအဲ့ဒါဘာလို့ပြောရသလဲဆိုတော့ပုံညာပိအပုံညာပိဆိုတာကနောက်ဒီဘက်မှာလာတော့မဲ့ဥပါဒနာပစ္စယဘဝသူတို့ဒီကဆက်သွယ်ထားတဲ့တရားတွေရဲ့အချိတ်ဆက်ရဘဝဆိုတဲ့နေရာမှာကာမဘဝရူပဘဝအရူပဘဝဒါကိုပြောတယ်ကာမဘဝကာမဘုံကာမဘုံဘယ်နှဘုံရှိတယ်ကာမ7ဘုံဘာတွေလဲအပယ်4ဘုံလူပြည်နတ်ပြည်6ထ4နဲ့6နဲ့ပေါင်း30လူဘုံတစ်ခုထက်7ဘုံအဲ့ဒါကာမ7ဘုံအဲ့ဒါကာမဘဝလို့ခေါ်တယ်ကာမဂုဏ်ခံစားတဲ့ဘဝဟုတ်ပြီနော်ရူပဘဝအရူပဘဝဆိုတာဗြဟ္မာ20ထဲမှာရူပဗြဟ္မာရှိတယ်အရူပဗြဟ္မာရှိတယ်ရှင်းသလားကောင်းပြီအဲ့ဒီဗြဟ္မာ20ထဲကဘုံနှစ်ခုနဲ့ပေါင်းလိုက်တော့မှကာမရူပအရူပဘဝတွေအဲ့ဒီဘဝတွေကိုရည်ညွှန်းတဲ့ကုသိုလ်ဖြစ်တဲ့အတွက်တိပုံညာဘိကုသိုလ်ပုံညာအဘိကုသိုလ်တွေမှာဒါနမှုသီလမှုတွေဆိုရင်ကာမ7ဘုံသွားမှာဟုတ်ပလားအဲ့ဒီကာမ7ဘုံကိုလည်စေတဲ့ကုသိုလ်တွေကိုရည်ညွှန်းပြီးပြောတာပုံညာဘိသင်္ခါရပုံညာကုသိုလ်ကောင်းမှုကိုအဘိလွန်ကဲစွာပါတယ်ကုသိုလ်ကောင်းမှုကိုလွန်ကဲစွာသင်္ခါရပြုလုပ်ခြင်းကုသိုလ်ကိုလွန်ကဲစွာပြုလုပ်ခြင်းအဲ့ဒီမှာစကားနှလုံးသတိထားဖို့ဦးဇင်းတို့စောစောကဦးဇင်းပူဇော်သွားတယ်ဩဝါဒပါတိမောက်ထဲမှာတေချာပြန်နှထောင်တဗ္ဗပပတ္တအလုံးစုံသောအကုသိုလ်ကိုယံအကရဏံအကျင့်မပြုကျင့်ခြင်းသည်၎င်းကုသလတကောင်းမှုကုသိုလ်ကိုယာဥပသံပရာအကျင့်ပြည့်စုံစေခြင်းသည်၎င်းကောင်းမှုကုသိုလ်ပါတဲ့ပြည့်စုံစေရမယ်တဲ့ကောင်းမှုကုသိုလ်ကိုဒီမှာကြတော့ပုံညာဘိသင်္ခါရပုံညာအဘိသင်္ခါရပုံညာကုသိုလ်ကောင်းမှုတို့ကိုအဘိလွန်ကဲစွာသင်္ခါရပြုလုပ်ခြင်းကုသိုလ်ကိုလွန်ကဲစွာပြုလုပ်တယ်ဟောဒီမှာကြကုသိုလ်ပြည့်အောင်လုပ်လဲပြောသေးတယ်ဟိုမှာလွန်ကဲစွာတဲ့ဘယ်သဘောလဲတာရုတကကြီးကောင်းတယ်ဖြေလိုက်တာသိကောင်းတယ်သိကောင်းပါနဲ့အားလုံးသိစေခြင်းတယ်နော်တယောက်တည်းသိနေတဲ့အတိမျိုးမဖြစ်စေခြင်းသူဖြေလိုက်တာသိကောင်းတယ်ဒါပေမဲ့အဲ့ဒီအဖြေကိုပဲနှစ်ကာသိအောင်လုပ်ပါနော်ကုသိုလ်ကောင်းမှုကိုပြည့်စုံစေရမယ်လို့ပြောတယ်ခုဦးဇင်းတို့သူတော်ကောင်းတို့လည်းကုသိုလ်တွေလိုအပ်မလိုအပ်ဘာအတွက်လိုအပ်တာလဲအဲ့လိုမေးလိုက်ရင်တို့တရားဓမ္မတွေဘာလို့တွန့်သွားတာဒီလောက်ပြုံးလေးဟောနေတဲ့ပုဂ္ဂိုလ်ငေါ့မှမကြောက်ပါနဲ့နော်ဦးဇင်းစာသင်နေတဲ့ချိန်မငေါ့ပါဘူးမပူပါနဲ့နော်ဦးဇင်းကတရားဟောတဲ့အခါမှာတို့တရားဓမ္မတွေကိုတရားတပွဲဆိုတပွဲအလိုက်ဉာဏ်ပညာတွေတိုးတက်သွားစေခြင်းတယ်ရင့်ကျက်သွားစေခြင်းတယ်ဦးဇင်း25နှစ်ရှိပြီတရားဟောနေလူတယောက်တည်းကိုဟဲဟောတယောက်တည်းလည်းဟောခဲ့မှုတယ်နော်ဦးဇင်းယဟန်3ဝါမြောက်မှာကြောက်မဲမှာဝါဆိုတယ်တော်ထဲမှာအဲ့ဒီကတောလေးကပြန်လာပြီး4ဝါမြောက်မှာ
တကားတယောက်ကအသက်60ပြည့်လို့သူ့ဟာသူပင်စင်ယူလာပြီးတော့သူ့ဟာသူဆိုတာဒီလိုဘယ်အစိုးရဘယ်ယုံဝန်ထမ်းမှလောက်တာမဟုတ်ဘူးသူမိသားစုအတွက်သူရှာကျွေးလာတာငါ60ပြည့်ရင်နားမလို့ကြွေးကြော်ပြီးတော့ရှာကျွေးလာအဲ့တော့အိမ်ကမိသားစုနဲ့60ဒင်းကနေပြည့်တာနဲ့လုပ်ငန်းအားလုံးကိုသားသမီးတွေကြိုတင်လွှဲထားပြီးတော့ဒီနေ့ကစပြီးစီးပွားရေးလုပ်ငန်းငါဘာမှမပြောနဲ့တရားရှာတော့မယ်ဆိုပြီးတော့ထမင်းကြိုင်တစ်လုံးနဲ့တရားရှာတော့သူ့ကိုတကားတယောက်ကသတင်းပေးလိုက်တယ်မင်းတရားလိုချင်အဲ့ဒီနားမှာကိုတော်ကြီးတွေတဲတစ်လုံးနဲ့နေတယ်သူ့သွားရှိသူ့စီသွားဘဲမှရှာစရာမလိုဘူးသူတို့နားရှိတယ်ဆိုလွတ်လိုက်ကျုပ်စီရောက်လာတော့ကျုံနဲ့တကားကြီးနဲ့နှစ်ယောက်ထဲကဲဒါဆိုရင်ဒီနေ့ကစပြီးကျုပ်ကလည်းခမရကိုတရားပြမယ်ခမရနဲ့ကျုံနဲ့အတူတရားလုပ်ကြတာဘောဆိုပြီးဝါတွင်3လတယောက်ထဲကိုဟောခဲ့ဘူးလေရှင်းတယ်နော်တယောက်ထဲကိုပဲဟော5-6ယောက်ပဲဟောလူသိမ့်ချီနေတဲ့တရားပွဲလည်းဟောခဲ့ဘူးတဲ့အေယာဝတီတိုင်းပသိမ်မှာစပြီးတရားတော်ဟောတဲ့နှစ်ကလူ2သိန်းကျော်တယ်တရားနာပိသဘယ်လိုပရိသတ်မျိုးကိုဟောများနဲဘယ်တော့မှဖြစ်တယ်လို့မဟောခဲ့ဘူးဘယ်တော့မှပြီးရောမဟောခဲ့ဘူးနှစ်ကာခမရတို့တစ်လုံးမဲ့တိနှလုံးမဲ့တိအောင်ကြိုးစားပြီးတော့ system မျိုးစုံပြောင်းပြီးတော့ခမရတို့ဟောခဲ့ဘူးလေအဲ့တော့အခုလည်းသူတော်ကောင်းတို့ရဲ့ကိုယ်ပိုင်ဉာဏ်ကိုရစေခြင်းလို့ပြောနေတာလို့မှတ်ပါရှင်းသလားအခုခန္ဓာနှစ်ခုကုသိုလ်ကောင်းမှုကိုပြည့်စုံစေရမယ်လို့လည်းပြောတယ်ဒီဘက်မှာအလွန်ကဲလုပ်တယ်လို့ပြောတယ်ပြည့်စုံဖို့ဆိုရင်လွန်စရာအကြောင်းရှိဘူးအဲ့ဒီမှာခန္ဓာနှစ်ခုကဘာလို့ကွဲကွာနေတာလဲမေးအခုသူတော်ကောင်းတို့ကုသိုလ်ကောင်းမှုတွေမလိုအပ်ဘူးလားလို့မေးတော့ခင်ဗျားတို့လိုပါတယ်လို့ဖြေတယ်ဘာလို့လိုသလဲဘာအတွက်လိုတာလဲဆိုတော့ကာကနာမဖြေတတ်တကယ်တော့အခုကုသိုလ်ကောင်းမှုမှာဘဝတစ်ခုယက်တည်ဖို့အတွက်စီးစိမ်ဥစ္စာတွေရောမလိုဘူးလားစီးစိမ်ဥစ္စာပြည့်စုံဖို့လည်းလိုတာပဲကျမ်းမာရေးကောင်းဖို့ရောလိုတယ်နောက်ယံဘေးရန်ကင်းရှင်းဖို့ရောလိုတာပေါ့အခုဥသုမင်္ဂလာအရိယသစ္စာတရားတွေကိုမြတ်စွာဘုရားအလိုကြသူမင်္ဂလာ25နှစ်ဟောလာတာဘယ်တရားမှားပါလဲကြိုက်သလိုလာထောက်လိုက်ပြင်ပေးမယ်ပြောင်းပေးမယ်ပြင်ပြောင်းမရဘူးဆိုနားပေးမယ်ရဲရင်စိန်ခေါ်ပြီးဟောနေတာကိုယ့်အတွက်ဘယ်သူမှမမားစေရဘူးအရိယသစ္စာလမ်းကြောင်းပေါ်ကိုရအောင်တင်ပေးမယ်ဆိုတဲ့ယုံကြည်ချက်အခိုင်အမာနဲ့တရားအလုပ်လုပ်နေသို့တော့ဥသုမင်္ဂလာကိုနှောက်ယှက်သူဖျက်ဆီးသူဟန့်တားသူရန်သူရှိမရှိပေါ်ရတာမှခင်ဗျားတို့အသိပဲနော်ဘာလို့ပေါ်တော့မဟုတ်ဘူးဗျအေးတခါကြီးသာဓုဗျအမှန်ပြောလို့မဟုတ်ဘူးဗျမပြောလိုက်ပါနဲ့နော်အမှန်ပြောရင်ခင်ဗျားတို့ကြည့်ရလောကအပြင်ရောက်တယ်လို့ဘာညာပြောတာရှိတယ်မလားမဟုတ်ဘူးဗျဥဒုမင်္ဂလာအမှန်ပြောလို့ရန်သူပေါ်တာမဟုတ်ပါဘူးခင်ဗျအမှန်ပြောခြင်းကယခုဘဝပြစ္ဆုတ်ပံလုပ်နေတဲ့ကံတိတတ်ပါဗျကိုယ်စေတနာနဲ့ကိုယ်လုပ်ငန်းစဉ်အမှန်ယုံကြည်လုပ်နေတာပါဗျသို့တော့အမှန်ပြောလို့လူမုန်းများတာမဟုတ်ပါဘူးခင်ဗျအတိတ်တန်တရားတစ်ခွင်လုံးမှာမိမိကသူတော်ဘာပေါ်ညူစုခဲ့စောင်းမြောင်းခဲ့ညိုညင်ခဲ့မနာလိုခဲ့ဝန်တိုခဲ့တဲ့အာကုသို့အကျွေးတွေပြန်ဆက်နေရတာပါဗျရှင်းသလားသူများကုသိုလ်လုပ်တာကိုနှောက်ယှက်ခဲ့ဘူးလို့ကိုကုသိုလ်လုပ်တာကိုအနှောက်ယှက်ခံရသူကအကျွေးဆက်တာခင်ဗျကြည်အောင်ဆက်ကျုပ်ကဘသူမှမနာလိုလည်းမရှိဘူးဝန်တိုလည်းမရှိဘူးဘသူကမှလည်းရံဘက်မပြုတ်ဘူးညိုညင်ခြင်းလည်းမဖြစ်ဘူးအရှင်ဘုရားဒီနေရာမဟောအောင်တဲ့အေးမဟောအောင်လားအေးပါကွယ်ပြန်သွားဘုရားဘာမပြောလားမပြောပါဘူးသူယူတာသူ့အကြောင်းကိုကကိုအကျွေးကိုဆက်တာရှင်းလားအခုဦးဇင်းတို့တရားပွဲပါမဲ့မပေးတဲ့ရန်ကုန်မန္တလေးမပေးဘူးတရားပွဲပေးကိုမပေးဘူးဘုရားဘာလို့မပေးတာလဲအာကုသို့ဖြစ်ကြမှာဆိုလို့တရားပွဲပင့်တဲ့လူကပင့်ပြီးတော့တရားပွဲရပြီးကမှမလုပ်ရရင်လည်း तू ကပိတ်တဲ့လူတွေကိုစော်ကားမယ်ညိုညင်မယ်စောင်းမြောင်းမယ်ညူစုမယ်အကုသို့ဖြစ်မယ်ဟိုတယောက်ကလည်းဓမ္မကိုပိတ်တာ तू ပိတ်တဲ့ဓမ္မရဲ့တန်ဖိုးအတိတ်အနက်ကို तू မသိဘူးဖြစ်လျာဘဝမှာဓမ္မန္တရေထိုက်တော့မယ်ဘယ်တော့မှတရားမသိနိုင်တဲ့ဘဝမျိုးရောက်သွားတော့မှာတနာလုံးလုံးမပေးတာကိုလုံနေတဲ့အလုံးနဲ့ကိုတန်ဖိုးကိုအတိဆုံးပဲ
ရှင်းလားအကျိုးပြုသူအကျိုးများသလောက်နောက်ဆက်သူမှာအပြစ်ကြီးလွန်းလို့ဘသူမှကိုကြောင့်ပျက်စီးသွားတာကိုမလိုချင်ဘူးရန်သူတောင်မပျက်စီးစေချင်ဘူးရှင်းလားသဘောပေါက်သလားအခုဒီနှစ်ခုနားလည်အောင်ကြည့်ကုသိုလ်ပြည့်ဖို့လိုတယ်ဆိုတာအခုကုသိုလ်တွေဘာလို့လိုအပ်လဲဆိုတော့ကောင်းမှုတွေဟာကောင်းချိုးချမ်းသာအတွက်တို့တွေမှာလိုအပ်မလိုအပ်လိုအပ်တယ်အသက်လည်းရှည်ခြင်းနဲ့အနာရောဂါလည်းကင်းခြင်းနဲ့ရန်ဘေးလည်းကင်းခြင်းနဲ့ဟုတ်ကလားနောက်တစ်ခါကိုယ်စိတ်ချမ်းသာခြင်းနဲ့လည်းပြည့်စုံခြင်းနဲ့အခုချမ်းသာခြင်းရဲ့အဆုံးစွန်ပန်းတိုင်ခုဦးဇင်းတို့တော်တို့ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ပန်းတိုင်ရပါလေနိဗ္ဗာန်ဘာလို့ပန်းတိုင်ဖြစ်တာလဲနိဗ္ဗာန်ဟာဆင်းရဲဒုက္ခအလုံးစုံချုပ်ငြိမ်းတဲ့နေရာဟုတ်ကလားအဲ့တော့ဒုက္ခခတ်သိမ်းငြိမ်းတဲ့နေရာဖြစ်တဲ့အတွက်တို့တွေအားလုံးရဲ့ပန်းတိုင်ဖြစ်တဲ့မဖြစ်တဲ့ဒါဖြင့်အဲ့ဒီနိဗ္ဗာန်ရောက်ဖို့လဲကုသိုလ်အလုံးအလောက်လိုအပ်မလိုအပ်လိုအပ်သလိုဥစ္စာပဝေါဖို့ကုသိုလ်ရောလိုတယ်ကျမ်းမာရေးကောင်းဖို့ကုသိုလ်ရောလိုတယ်ရန်သူကင်းဖို့ကုသိုလ်ရောအဲ့ဒါကျိုးမှာအဖက်ဖက်ကလိုအပ်နေတာမနာလိုသူမရှိခြင်းနဲ့မနာလိုဝန်တိုမရှိတဲ့သူတယောက်ဖြစ်ဖို့ရောမလိုအပ်ဘူးလားလိုတယ်တချို့ကမမွေးခင်ကလေးရရင်နော်ခင်ဗျားတို့ရိုးရိုးလေးပဲစဉ်းစားကြည့်မြင်သာသွားအောင်လူတယောက်ပရိသေတွေနေတယ်အမေကလည်းဝမ်းသာတယ်အဖေကလည်းဝမ်းသာတယ်ဆွေမျိုးတွေကလည်းဝမ်းသာတယ်ဝမ်းမြောက်ဝမ်းသာကြိုးစိုးခံရတဲ့ပရိသေတွေမရှိဘူးလားရှိသလိုအမေဘက်ထဲရောက်ပြီဆိုကြတဲ့ဒီအမေကဖျက်ချဖို့ကြိုးစားတယ်အဖေကလည်းလက်မခံခြင်းဟင်ဆွေမျိုးအတိုင်းဝိုင်းကလည်းလက်မခံတဲ့ပုဂ္ဂိုလ်မရှိဘူးလားအဲ့ဒါသူမင်္ဂလာလို့ကောင်းမျိုးပေါ့ကွာနော်ဘာဖြစ်လို့အကြောင်းအာကုသို့သူအာကုသို့အာကြည့်တော့သူ့ကိုလက်ခံမဲ့လူမရှိဘူးဟိုအကုသို့အာကောင်းတဲ့ပုဂ္ဂိုလ်ကျမမွေးခင်ကလေးလက်ဆောင်တွေရအယုတ်တွေရအင်းကြီးတွေရသဘောပါလားကြည်ရောကျင်တတ်သလားဒီတိုင်းပဲအဲ့တော့တို့အတွက်ကုသိုလ်တရားတွေမလိုအပ်ဘူးလားလိုအပ်နေတဲ့ထဲကဘာလို့ဒီမှာပုံညာဘိလို့ပြောတာလဲဟုတ်ပြီနော်အဲ့တော့ဒီမှာဟောဒီသင်္ခါရကိုခေါင်းဆောင်ထားတာဘာလို့လဲခုနတခါကြီးပြောလိုက်တာနော်အဝိဇ္ဇာဥစည်းတဲ့သင်္ခါရပုံညာဘိကုသိုလ်သည်ပုံညာဘိကုသိုလ်ဆိုတာစောစောပြောခဲ့တယ်ဒီမှာကြိုပြီးရှင်းထားတာအမှန်ဘဝရောက်မှရှင်းရမှာသို့တော့ဒီမှာတွဲရသိအောင်ကပုံညာဘိသင်္ခါရသည်ဘာကိုပေးမလဲဆိုကာမဘဝကိုပေးမယ်ကာမ7ဘုံကိုပေးမယ်အဲ့တော့ကာမ7ဘုံဆိုတဲ့ဘုံတွေဟာတကယ်ပြန်ကြည့်လိုက်ရင်ခန္ဓာဘယ်နှပါတော့5ပါးဒါကြိုပြောတာခဏတည်းပြန်ရှင်းမယ်ခန္ဓာ5ပါးဘာသစ္စာတော့အဲ့တော့5ပါးအယုံကာမဂုဏ်နဲ့ကာမဘုံမှာလည်နေရတာဒုက္ခလားဒုက္ခလားအဲ့ဒီဒုက္ခသစ္စာကြီးကိုအတိုင်းအဆမဲ့အခုခင်ဗျားတို့ကုသိုလ်ကောင်းမှုလုပ်တဲ့အခါဝါစုသင်္ကန်းကတ်တယ်ကထိန်သင်္ကန်းကတ်တယ်ကျောင်းဆောက်တယ်ဖျားတဲတယ်အလူတိုင်းခင်ဗျားတို့မပါဘူးလားပါတယ်မပါတဲ့အခါသစ္စာမသိတဲ့လူကဘယ်လိုဆုတောင်းတယ်ဆိုတော့ဒီလူတိုင်းရခြင်းအကျိုးကြောင့်အားကြောင့်ဒီလင်ဒီမယားနဲ့ဘဝဆက်တိုင်းအတူအဲ့ဒီနောက်ကမှလူချမ်းသာအကျဉ်းချင်းနတ်ချမ်းသာအကျဉ်းချင်းဆို unlimited လူအကျဉ်းချင်းဖြစ်ရင်လူသေးအကျဉ်းချင်းသေးရမယ်လူအိုအကျဉ်းချင်းအိုရမယ်နတ်အကျဉ်းချင်းဖြစ်ရင်နတ်အကျဉ်းချင်းအိုနတ်အကျဉ်းချင်းသေးရမယ်အဲ့တော့အဲ့ဆူတောင်းသည်မှန်သလားမှားလားအမားကြီးကိုအလွန်အကျူးလုပ်နေလို့ရှင်းလားသိလို့လုပ်တာလားမသိလို့လုပ်တာလားမသိဘဲနဲ့ကောင်းမှုကုသိုလ်ကိုနော်အတိုင်းအဆမဲ့ဗျံပရာကာမဘုံတွေကိုသစ္စာမသိဘဲနဲ့တောင်းဆိုပြီးတော့လုပ်ခဲ့တဲ့အတွက်ပုံညာဘီလို့ခေါ်လိုက်တယ်အပုံညာဘီကတော့ရှင်းတယ်အပုံညာဆိုတာမကောင်းမှုအဘိဆိုတာလွန်ကဲသွားဆိုတော့ဒီနေ့သားငါးသားပြီးဝက်ကံသရိုက်ကြွက်ကံသရိုက်နဲ့ချမ်းသာနေတဲ့လူတွေအဲ့ဒါအကုသိုလ်လို့သူတို့သိလားမသိဘူးဗျဝက်ကံသရိုက်ကဝက်များမာတဲ့နေ့နဲ့နည်းနည်းမာတဲ့နေ့ဘယ်နေ့ကြိုက်လို့များတရလေကြိုက်လေပဲရှင်းလားသဘောပေါက်သလားအဲ့တော့သူ့မှာအတိုင်းအဆရှိသေးလားမရှိတော့ဘူးဒီဘဝအတိုင်းအဆမဲ့သားနောက်ဖြစ်လေရဘဝမှာအသက်တူမဲ့ငရဲမှာအတိုင်းအဆမဲ့နေရမယ်ဒါသူမသိဘူးလွန်ကဲစွာလုပ်တယ်ဆိုတာ तू ကဒီမှာအထိန်ကိုမရှိလို့
ဘောပါလားအဲ့တော့အခုခင်ဗျားတို့ကုသိုလ်ကောင်းမှုပြည့်စုံအောင်လုပ်ရမယ်ဆိုတဲ့ဟာကပြည့်စုံတယ်ဆိုတဲ့ကရင်အတိုင်းစမဲ့လားအတိုင်းစရှိရမလားအဲ့တော့ဒီနေ့ဒီလိုကုသိုလ်ကောင်းမှုတွေဒါနသီလဘာဝနာဘယ်ကောင်းမှုလုပ်လို့ခင်ဗျားတို့ကျုပ်တို့မှာပန်းတိုင်ရှိမရှိပါလေဒါပြကောင်းမှုလုပ်ရင်ဘယ်ရအောင်လုပ်ရမှာဒါ limited edition ပန်းတိုင်ရှိတဲ့အလုံးအဆုံးရှိတဲ့အလုံးတသံတရားလုံးခင်ဗျားတို့လှုပ်လာတဲ့အဝိဇ္ဇာသင်္ခါရကပန်းတိုင်မရှိဘူးအဆုံးမရှိဘူး unlimited infinity journey ပဲအဆုံးမရှိတဲ့ခရီးရှင်းလားဒါကြောင့်အဝိဇ္ဇာပစ္စယသင်္ခါရကျင်နာကြလားအဲ့တော့သင်္ခါရလောက်ခဲ့တော့သင်္ခါရပစ္စယဘာရဝိညာဏံပရိသေဝိညာဉ်မရဘူးလားအဲ့တော့ပရိသေဝိညာဉ်သည်ခင်ဗျားတို့ဒီဘဝပရိသေဝိညာဉ်နေကြတဲ့ခါကျတော့တယောက်နဲ့တယောက်နေရတဲ့ပရိသေဝိညာဉ်အဆင့်အတန်းချင်းတူသလားတချို့ကခုနဝမ်းမြောက်ဝမ်းသာကြိုဆိုတဲ့မိသားစုထဲမှာရောက်တချို့ကညိုညင်ညူစုစောင်းမြောင်းတဲ့ထဲမှာရောက်တချို့ကပစ္စည်းဥစ္စာပြည့်စုံတဲ့ဝမ်းပိုက်ထဲမှာရောက်တချို့ကပစ္စည်းဥစ္စာမပြည့်စုံတဲ့ဝမ်းပိုက်ထဲမှာရောက်တချို့ကအသိဉာဏ်ပညာပြည့်စုံတဲ့မိဘဝမ်းထဲရောက်တယ်ဟောပညာပြည့်စုံတဲ့မိဘကျတော့ပရိသေနေပြီခဲ့ဆိုကြသူပရိသေတွေကိုဘယ်လိုစောင့်ရှောက်ရမလဲဘယ်လိုထိမ့်သိမ်းရမလဲဘယ်လိုပြုစုရမလဲဘယ်လိုစောင့်ရှောက်ရမလဲအမေဝမ်းပေါက်ထဲကရတဲ့ရလိုက်တဲ့ဗီတာမင်အဆောင်ရှောက်အကူအညီအာဟာရဓာတ်တွေစိတ်ဓာတ်ခွန်အားတွေအမေလုပ်တဲ့လူကတခါနဲ့နေတိုင်းဘိုက်ကလေးပို့ပြီးသူသားလေးနဲ့စကားပြောပြီးတယ်အာမင်မိဘကတကယ်ကိုသိလို့လှုပ်တတ်တဲ့ခါကျဒီကလေးဟာကြီးပြင်းလာတော့မွေးဖွားလာကြတဲ့ကအသိဉာဏ်ပြည့်ပြည့်စုံစုံထက်ထက်မြက်မြက်ထူးထူးချွန်ချွန်လိမ့်လိမ့်မာမာပါပါနတ်နတ်လေးမွေးလာတယ်ခင်ဗျရှင်းလားတချို့ကရောက်လာကြတဲ့ကညိုညင်းနေတာညူစူးနေတာဒီကလေးငါခေါ်ရတာမဟုတ်ဘူးဘယ်လိုလုပ်ရောက်လာမှမသိဘူးဒီမွေးဖို့ကိုခက်နေတယ်မိဖွားစရိတ်မရှိပြုစုမဲ့လူမရှိဟမ်မလာဘူးလားညိုညင်းနေတော့မွေးလာကြတဲ့ဒီကလေးကဆိုးဆိုးပေပေလေးဖြစ်လာဘာလို့ဆိုတော့အမေကငယ်ကလေးကရံဖြစ်နေတော့သူမွေးလာလဲပြန်ချဖို့အဆင်သင့်မယ်ဘာကွာသွားလို့လဲမဖြေတတ်မှဆိုလို့ထောက်ထားပြီးသားဘာကွာတော့အတိတ်ကပြုခဲ့တဲ့ကုသိုလ်အကုသိုလ်ကုသိုလ်အကြောင်းကံနဲ့လာတဲ့ပုဂ္ဂိုလ်ကြတော့ပြည့်ပြည့်စုံစုံပရိသေဝိညာဉ်အကုသိုလ်အကြောင်းကံနဲ့လာတဲ့ပုဂ္ဂိုလ်ကြတော့မပြည့်မစုံညိုညိုညင်ညင်မနေရဘူးလားအဲ့တော့ပရိသေစင်တန်းချင်းလဲကွာသွားပြီဘာကွာလို့တော့သင်္ခါရအတိတ်ကံကွာလို့ပြောသင်္ခါရဆိုတာအတိတ်ကံပဲအဲ့တော့အတိတ်ကပြုခဲ့တဲ့ကံကွာတဲ့အတွက်ပရိသေဝိညာဉ်ချင်းမတူတော့ဘူးအဲ့တော့ဝိညာဉ်ဆိုတော့ပရိသေဝိညာဉ်နေမဲ့ရပ်နေသလားဝိညာဏပစ္စယနာမရူပတဖြည်းဖြည်းကလလရေကြီးလေးရနဲ့အမြုပ်သွေးကဲအသားတဲ့ခက်မငါးပြားဆိုအစင်းစင်းကြီးလာတော့အခုခင်ဗျားတို့ငုတ်တုတ်ထိုင်နေတဲ့ယုတ်တရားနဲ့အခုတရားထိုင်နေတာဗာတရားတော့ယုတ်တရားနဲ့နန္တရားငုတ်တုတ်ထိုင်နေတာကယုတ်တရားနာနေတာကယုတ်နဲ့အဲ့တော့ယုတ်နံခန္ဓာကြီးမရဘူးလားဝိညာဏပစ္စယနာမရူပအဲ့ဒီနာမရူပရလာတော့တယောက်နဲ့တယောက်ယုတ်နံစိတ်နေစိတ်ထားခြင်းလဲယုတ်လက္ခဏာခြင်းလဲပူရာရှည်တာပိဏဝရာဖြူရာမဲတာကျင်တ်သလားရုပ်ဆိုးတာရုပ်ချောတာအစစအရာရာကွာမသွားဘူးလားဘာကွာလို့တော့အတိတ်ကံသင်္ခါရကွာခဲ့လို့အဲ့တော့ဝိညာဏပစ္စယနာမရူပနာမရူပပစ္စယသလာယနာသလာယနာဆိုတာသဆိုတာပါဠိလိုမြန်မာလိုပြောရင်သအာယတနာဗါတဲ့အာယတနာဆိုတာအာယုံတို့ကျက်စားရဓွာရ6ပေါင်းတဲ့ဗါလေးလေမျက်စိဒီယုံနံရတော့ဒီဓွာရတွေမရဘူးလားအခုဓွာရတွေပါမပါပါလာတော့ကောအဲ့ဒီမျက်လုံးပါရာချင်းတူပေမဲ့မြင်နိုင်စွမ်းခြင်းနားပါရာချင်းတူတာပေမဲ့ကြားနိုင်စွမ်းခြင်း
တချို့ကမျက်စိပါတာချင်းအတူတူသူ့မျက်လုံးကိုအသုံးချပုံချင်းကောမတူဘူးဗျာအခုဒီထဲမှာကိုမျက်လုံးပါတာချင်းအတူတူမျက်မှန်မတတ်ရတယ်သူနဲ့တတ်ရတယ်လို့မကွာဘူးလားကွာတယ်မျက်မှန်ဘာလို့တတ်အဲ့နားနဲ့ကတ်ချနေတာသူတို့နှစ်ယောက်နော်သဘောပါလားကျုပ်လည်းပါတယ်အဲ့ထဲအပြောခံမှာဆိုလို့ကြိုလွတ်ထားတာဟမ်အဝေးကြတော့မမြင်ရဘူးအနီးကြတော့မှုံနေနော်ဒီမှာအရှက်ကွဲမှာဆိုလို့ multi focal လောက်ထားတာတကယ်တော့အဝေးကြီးရောအနီးကြီးရောဒီထဲမှာပါတယ်နော်ဘယ်လောက်ကန်ဆိုးနေတယ်ဆိုတာလူတွေမြင်ကုန်မှာဆိုလို့အသာဖွက်ထားတယ်ရှင်းလားအကြောင်းကောင်းမှာအကြောင်းမကောင်းရင်ကဲဒီတော့သလယနာဒွါရ6ပေါက်မရကြဘူးလားရလာပေမဲ့ဘာကွာနေတော့ဟောဒီအကွက်တစ်ကွက်လုံးဟာဒီသင်္ခါရကထောက်ပံ့ထားတာဟောဒီနှစ်အကွက်ကိုတစ်အကွက်ကထောက်ပံ့ထားတာလို့မှတ်အဲ့တော့အဝိဇ္ဇာသင်္ခါရရလာတဲ့ဝိညာဉ်နာယုံသလယနာဖတ်တာသလယနာပစ္စယပါတယ်တော့ဖတ်တာသလယနာကအကြောင်းဖတ်တာကအကျိုးတဲ့ဖတ်တာဆိုတာထိတွေ့တာနော်မျက်စိရှိတော့ဘာနဲ့တွေ့စင်းနဲ့တွေ့တယ်ခုနနင်တို့ဆိုသွားတာအဲ့ဒါမျက်စိနာလျာကိုယ်စိတ်အစင်းအတန်အနံ့အရသာမဆိုဘူးလားအဲ့ဒါတရားနော်မျက်စိဆိုတာဘာလို့တာလဲဆိုမြင်တတ်တာဘာကိုမြင်တာလဲဆိုအစင်းကိုမြင်တာမျက်စိနဲ့အစင်းနဲ့တိုက်ဘာစိတ်ပေါ်အဲ့ဒီမြေစိတ်ပေါ်တာငါမြင်တာလားသူမြင်တာလားယောက်ျားမြင်တာလားမိန်းမမြင်တာလားမဟုတ်ဘူးတဲ့အဲ့ဒါလို့သိသွားတဲ့ကိစ္စပြတ်ပြီတရားတစ်လုံးလိုလည်းလေးမှတ်နော်ဘုရားတို့ဆိုသွားပေါ့လေးနော်အဲ့လိုဆိုသွားမှဆိုတော့ကျုပ်ကရှေ့ကဥဆောင်ပြီးမျက်စိနာတစ်လုံးချင်းဆိုပေးတယ်အဲ့တရားတစ်လုံးဘုရားတဆူဆိုတာအဲ့ဒါစာတစ်လုံးဘုရားတဆူဆိုတာအဲ့ဒါနင်တို့သစ္စာ၄ချက်သိပြီးတော့နိဗ္ဗာန်ရောက်ချင်အဲ့မျက်စိလေးတစ်လုံးသိသွားလဲနိဗ္ဗာန်ရောက်တယ်နားလေးတစ်ခုသိလဲနိဗ္ဗာန်ရောက်တယ်ဒါကိုမသိတော့နင်တို့စာတတ်ပေတတ်တရားဖတ်ရင်မျက်စိနာကိုဟမ်ခန္ဓာ၅ပါးဆိုရင်ဖောက်ပြန်ခံစားမှတ်သားပြုပြင်သိဝိညာဉ်အမဲသူဟာအဲ့လိုဆိုရမစာမဟုတ်ဘူးတလုံးချင်းနှလုံးသွင်းပြီးတော့ဒါကနိဗ္ဗာန်ရောက်ကြောင်းအဘိဓမ္မဒေသနာတွေကိုဆိုနေတာဟောဒါကိုစာဖတ်တဲ့နေရာမှာစာဖတ်နည်းရှိတယ်လို့ပြောတာသဘောပါလားကျောင်းမှာကလေးတွေကျောင်းမတက်နိုင်လို့ကျောင်းစရိတ်လာတောင်းရင်ဘယ်နှတန်းဆို10တန်းနဲ့ရော့ဂျာနယ်တစ်စောင်ချဖတ်ခိုင်းတယ်အဲ့ဒီမြမစာတောင်ဖြောက်အောင်မဖတ်တတ်သေးဘူးဒါ10တန်းနဲ့ဒါမဲ့လက်အောင်သွားကြတာပဲဘလို့အောင်တယ်တော့မသိသဘောပါလားအဲ့ဒီလူတွေကဘွဲရပြီးဆရာပြန်လုံနေတော့ဒီတိုင်းပြည်ကကောင်းဖို့ရနော်နီးပြီလို့ပြောရမှာပေါ့နော်သလယနာပစ္စယပါလဲဖတ်တာဆိုတော့အာယုန်တွေနဲ့မတွေ့ဘူးလားတွေ့တယ်တွေ့တဲ့နေရာမှာတယောက်နဲ့တယောက်အာယုန်မှာ2မျိုးရှိတယ်အိဋ္ဌာယုန်ရဲ့အနိဋ္ဌာယုန်အိဋ္ဌာယုန်ဆိုတာကောင်းတဲ့အာယုန်တွေအနိဋ္ဌာယုန်ဆိုတာမကောင်းတဲ့အာယုန်တွေနော်မျက်စိပါတဲ့လူချင်းအတူတူတချို့ကကောင်းတာပဲမြင်ရတယ်မကောင်းတာမြင်မူလမ်းပေါ်မှာနော်တချင်းချင်းနဲ့ဆိုင်ကယ်တွေချနေကြတယ်ဗျံပရာတိုင်းပြီဆိုတော့ဘယ်နေရာပြောဒီစကားမှန်တယ်နော်တကယ်စရင်ကောက်နိုင်ရင်တရက်မှာဆိုင်ကယ်တိုက်မှုကလေးပဲတည်င်းထုတ်ပြန်ပေးနိုင်ကိုနင်တို့အားလုံးပက်လက်လန်သွားမှာတနိုင်ငံလုံးမှာတိုက်နေတဲ့နေရာတည်င်းအခုတော့ဦးဇင်းတို့မန္တလေးမြို့လောက်တင်စုံစမ်းကြည့်တာဂရင်300ကအယိုးစိတ်အောင်မှာနေတိုင်းဆိုင်ကယ်တိုက်လူမ300ထက်မနည်း300အောက်ရောတဲ့နေမရှိဘူးတဲ့မန္တလေးတစ်မြို့တည်းရှိသေးတာတနိုင်ငံလုံးဆိုရင်ဘယ်လောက်တိုက်နေသေးလဲစဉ်းစားကြည့်ဒီလောက်ပြောနေလို့လဲစင်ကျင်ခြင်းပြုပြင်ခြင်းကြိုးစားခြင်းထိန်းချောင်းခြင်းမရှိပါဘူးတာဝန်ရှိသူကလည်းမထိန်ဘူးတာဝန်မရှိသူကလည်းမထိန်ဘူးဟမ်ဗျံပရာနဲ့သေခြင်းစိုးသေနေကြတာအပျော်ကြီးပျော်နေကြနော်အဲ့တော့ဒါတကယ်တော့ခင်ဗျားတို့ခုဒီတရားတွေကိုခုဥစဉ်ဘာလို့ပြန်ဟောရလဲဆိုတော့ဟောဒီမှာအဝိဇ္ဇာဆိုတာတကယ်တော့ပညာမဲ့တာဘာဖြစ်တာပညာမဲ့တာ
ပညာမဲ့တာပညာမဲ့တာသူအခုဦးဇင်းတို့ဩစတြေးလျတို့အမေရိကတို့သွားတဲ့ခါကျတော့ရှုနေရာတွေမှာလမ်းဖြောင်းဖြူပြီးညီးနေတာဒါပေမဲ့သူတို့ကကြတော့ပညာရှိတိုင်းပြီဆိုတော့သိချစ်စရာကောင်းတာဦးဇင်းအဲ့ဒီပညာတက်ကလေးတွေအလုပ်လုပ်နေတာကြည့်ရင်သိချစ်တာလမ်းဘေးမှာဆိုင်းဘုတ်ကလေးရေးထားတယ် between 80 kilometer 30 kilometer ဒီလိုပေါ့ကီလိုမီတာ30အတွင်း between ဆိုတာအနီရောင်ဝိုင်းကြီးဝိုင်းလိုက်တယ်အလဲကောင်မှာ30 kg km လို့ရေးထားရင်30 ကီလိုမီတာအတွင်းပဲမောင်းပါဒီလိုပြောတာ။ဘာလို့ဆိုအဲ့ဒါမော်တော်ဘီကရုံးကလည်းမသိဘူးနော်မဘူးနဲ့ license ဖြေလည်းမဖြေအောင်ကိစ္စမရှိဘူး။ဘာဖြစ်လို့ဆိုတော့ဟိုဖြေကြအောင်ဆောင်ပြီးအောင်ကြတာများတာဟုတ်နော်အဲ့တော့အလုံးမှတ်ထားအဲ့တော့လမ်းကြီးကဖြောင်းနေတယ်သူကပေးထားတာ45 ကီလိုမီတာဟေ့ကောင်ဘာဖြစ်လို့ကားမောင်းသမားလည်းရှော့လိုက်တယ်ဟဲ့ကင်မရာရှိလို့လားမရှိပါဘူးမော်တော်ဘိတ်ကြီးလည်းရှိလားမရှိပါဘူးဒါပေမဲ့လမ်းရှင်းနေရဘာလို့မဟုတ်ဘူးလေဒါစီကန်းလေဘိုင်လော့ဒါအလုံးလိုက်နာမယ်စီကန်းစောင့်ကြည့်စရာမလိုဘူးတဲ့သူစောင့်ကြည့်ဖို့ကီလိုမီတာရှော့ရမှာမဟုတ်ဘူးတဲ့မော်တော်ဘိတ်အတွက်လည်းရှော့စရာမလိုဘူးကင်မရာအတွက်လည်းရှော့စရာမလိုဘူးတဲ့စီကန်းရကိုလုံချိုရေးအတွက်ကိုရှော့ရတယ်ပညာချင်းကွာပုံကဒီကလူတွေစိုက်ကဲမော်တော်ဘီကဲရှိရင်အုတ်ထုတ်ဆောင်တယ်မရှိမဆောင်ဘူးတော့ပါလားပညာကွာနေတာဒီမှာဒီတရားတွေဟောနေဆိုဒါတွေအတူတူတွေပဲအဲ့တော့မေးကြည့်တယ်ဦးဇင်းကဘာလို့ဒီနေရာကြီးကိုဘာလို့လမ်းတလောက်ကောင်းတယ်ဘာလို့လျှော့တာလဲဦးဇင်းနဲ့ဒီနားမှာအမေရိကမှာဆိုဟိုးဘတ်ဖဲလိုပဲကနေဒါပဲသွားတဲ့နော်နာရာဂရာ4သွားတဲ့လမ်းမှာအဲ့နေရာလေးရှိတော့ဒီနားမှာယင်တိုက်မှု3ခါဖြစ်သွားလို့တဲ့နော်ဆက်တိုက်ဖြစ်လာလားမဟုတ်ဘူးတဲ့3ချိန်ဖြစ်ပြီးသွားပြီဆိုရင်ဒီနေရာဒီ accident ဖြစ်တတ်တဲ့နေရာဆိုပြီးရှော့မောင်းရတယ်အဲဆိုတော့ဗမာပြည်အကုန်လုံး5 ကီလိုမီတာထက်ဘယ်လမ်းမှပုံမမောင်းနဲ့accident မဖြစ်ဘူးတဲ့နေရာမရှိဘူးမသေးဘူးတဲ့နေရာလည်းမရှိဘူးရှင်းလားသူများကလူကိုလူလိုတန်ဖိုးထားတာပညာကိုပညာလိုတန်ဖိုးထားတာစီကံကိုစီကံလိုတန်ဖိုးထားတာပညာရှိတွေနေတော့ငြိမ်းချမ်းတယ်ဗျပညာမဲ့တွေနေတော့မြစ်ကြီးနားနဲ့ဒီနားအင်းတော်တွေကို9ဂိတ်လောက်ရှိတယ်တောင်းစားနေကြတယ်တော့ပါလားကြည့်ပြီးရှက်လုံးလို့ငါတိုင်းပြည်ထဲငါသွားနေရတယ်နော်ဗျံပရာတိုင်းပြည်ထဲမှာသူတို့ကဂိတ်ချပြီးပိတ်ထားမှလုံခြုံတယ်လို့ထင်တာဟုတ်ဟင်တော့ပါလားဟိုးမအမေရိကတနိုင်ငံလုံးယူရောပတနိုင်ငံလုံးတော့ဘာဂိတ်မှမရှိဘူးလုံခြုံလိုက်တာစိတ်ဖြစ်လိုက်တာကိုလည်းစိတ်ချလိုက်တာဘာလို့ဆိုသူ့ဝန်ထမ်းသူ့အလုံးနဲ့သူ့အလုံးလုံးနေတာဟာအခုဒီမှာစုံစမ်းရေးတဲ့လာတဲ့ဆရာတော်ဒီနေ့ဗာတရားဟောမှာလေဘယ်နှစ်ယောက်တရားလာတာနေ့နဲ့ကြည်သွားပါလားမင်းမျက်လုံးပါဘူးလားဘာလို့မေးနေဓမ္မပူဇာဘယ်လောက်ကမှမင်းလှုပ်လားဗာတရားဟောမှာထိုင်နှားထောင်ဟဲ့အတော်ကျဲသေးတုံးတာဒီကားကြီးမြင်လာရဲ့သားနဲ့ဆိုင်းပုတ်ကြီးတတ်ထားတဲ့ဒေအိုးဆရာတော်စီးလာတာဘာကားလဲအဲ့ဒီကားခက်လိုက်တဲ့တိုင်းပြည်ဗျာတို့အမေရိကန်တနိုင်ငံလုံးသွားလာတယ်လုံးသမျှကိုင်သမျှစီးရင် data ကြီးလိုက်တာနဲ့သိတယ်သူတို့တာဘကယုံသွားလိုက်တာနဲ့ဘာဆိုဟိုတန်ယုံနဲ့မှထွက်လာပြီးသားရှင်မြဘယ်သွားခဲ့မေးစရာမလိုနောက်ကလည်းဘယ်သူမှကြုတ်လာမေးတာမဟုတ်ဘူးလုတ်ပုံကင်ပုံချင်းကွာနေတာပညာရှိပုံချင်းဝါနေတာအဲ့တော့ကျုပ်တို့မှာနေ့စဉ်နဲ့မြအဲ့ဒီအာကုသို့နော်စိတ်တိုင်းမကြစေရဒေါသဖြစ်စေရအောက်တန်းစားအမြင်အာယုံလေးကြီးမြင်နေရတယ်ဘာကြောင့်လို့သူတို့သွားမပြောနဲ့ကိုပြုခဲ့တဲ့အဝိဇ္ဇာပစ္စယသင်္ခါရအတိတ်ကအဲ့ဒီအောက်တန်းစားအလုပ်တွေဘယ်သူလုပ်လာကိုလုပ်လာလို့ဒီအောက်တန်းစားတွေနဲ့တွေ့နေရတာဗျာရှင်းလားသဘောပေါက်သလားအတိတ်ပဲမရှိဘူးသိတယ်မရှိရှိကြီးခံနေရတယ်ပြောလို့လည်းမရဘူးငွန်ကြီးကျုပ်ပြောတော့လေတပီးတော့လည်းမတတ်နိုင်ဘူးလေဟဲ့ငွန်ကြီးကျုပ်လာအောင်ဆိုတော့တင်မဖျားတယ်မိတို့ကဒီလိုဖြစ်နေတယ်
အဲ့ဒါဒီပြောလို့မရတာသနာပါတယ်ဝန်ကြီးချုပ်ဒါမြတ်မင်းအချုပ်လုံနေသေးတယ်ကွာဆိုမတတ်နိုင်ဘူးဘုန်းကြီးနည်းနည်းလေးရပေါ့သဘောပါလားကြည်ရောကျင်းသလားစဉ်းစားအဲ့တော့အိဋ္ဌာယုံလည်းတွေ့ရတယ်အနိဋ္ဌာယုံလည်းတွေ့ရတယ်ဘာကွာနေလို့သင်္ခါရသူတို့ပြုတာလားကိုပြုတာလားအကြောင်းကောင်းမှာအကြောင်းမကောင်းရင်ဥစဉ်ဒါပြန်ကြည့်ပြီးတော့နှလုံးသွင်းဆိုတော့ကားမောင်းတဲ့တခါကြီးကမေးတယ်ဘုန်းကြီးဘာဖြစ်တာလဲလျှော့နေတာငါအကြောင်းနေသူတို့နဲ့မဆိုင်ဘူးငါအကြောင်းနေဒါအထိပ္ပယ်မရှိဘူးအနှစ်သာရမရှိဘူးငါသိတယ်ဒါပေမဲ့ငါလည်းမဖြစ်နိုင်ဘူးငါလည်းသမဏမဖြစ်ဘူးသမဏဖြစ်လည်းရမှာမဟုတ်ဘူးလေနော်ကာကျုပ်ဖြစ်မှရမှာဟုတ်သဘောပါလားသမဏဖြစ်လည်းဘာမှပြင်လို့မရတာဘူးကွာအဲ့တော့ကာကျုပ်ဖြစ်ရင်ဖြစ်မှာပဲအဲ့တော့ငါဆူတောင်းတယ်အကယ်၍များနောက်နှစ်မြန်မာနောက်ဘဝမြန်မာနိုင်ငံကိုကယ်ခြင်းရင်ကာကျုပ်ဖြစ်ရပါလို့ဤသဘောပါလားကဲဘာမှမတတ်နိုင်တဲ့သူတရားပဲနှလုံးသွင်းလိုက်တော့ကွာအကြောင်းမကောင်းလို့ကျင်တ်သလားအဲ့တော့ဒီမှာဖတ်သားတွေမတွေ့ဘူးလားအဲ့တော့ဖတ်သားတွေတွေ့တိုင်းသာစိတ်တိုင်းမကြမှုဒေါသတွေဖြစ်နေကုသိုလ်ရမလားအကုသိုလ်ရမလားအဲ့တော့အတိတ်ကအကြောင်းမကောင်းလို့တစ်ခါရှုံးအခုအကုသိုလ်ဖြစ်လို့တစ်ခါရှုံးဆိုရင်ဘယ်သူပဲနစ်နာမလဲကိုယ်ပဲနစ်နာမှာဖယ်ထားလိုက်အကြောင်းကောင်းမှာအကြောင်းမကောင်းရင်အဲ့တော့ဖတ်သားခြင်းကိုတူသလားမတူသလိုဖတ်သားပစ္စည်းဟာဝေဒနာခံစားပုံချင်းမတူကဲခုနပြောသလိုပဲဥစဉ်ဒီလမ်းကိုသွားတဲ့လူချင်းအတူတူပဲတကိတ်ရောက်တိုင်းတစ်ခါမေးတော့ဒီကားပေါ်မှာလူ9ယောက်ပါလာတယ်အဲ့ဒီ9ယောက်ခံစားချက်ချင်းတူလားတူတချို့ကအဲ့ဒီဟာအရေးတောင်မလို့အေးအေးပဲ easy going ရက်ပြန်ပြီးမောင်းပြန်ပြီးရက်ပြန်ပြီးမောင်းပြန်ပြီးပြီးသွားသူမင်္ဂလာတို့ကြောင့်တကိတ်ရောက်ပြန်ပြီးဒေါသဖြစ်ပြန်ပြီးတကိတ်ရောက်ပြန်ပြီးဒေါသဖြစ်ပြန်ခံစားချက်ချင်းဘာမတူလို့တချို့ကအကြောင်းကောင်းတဲ့လူကငြိမ်းချမ်းနေတယ်အေးချမ်းနေတယ်ဘယ်အာယုံကမှသူ့ကိုဒုက္ခရောက်အောင်မလုပ်နိုင်ရှင်းလားနေတတ်တဲ့နေစိတ်တဲ့တို့ကကြတော့ဘာလို့ဒီမှာဒေါမတတဝေဒနာတွေဖြစ်နေသလိုဆိုတော့အတိတ်တုန်းကမသိပဲပြုခဲ့တဲ့အာကုသိုလ်ရှိနေတာကိုဒီမှာမေ့ပြီးတော့ကိုလူတတ်ကြီးလူသိကြီးတက်ရောင်ကသိရောင်ကဆိုတာဒါနော်ကိုတတ်လာပြီသိလာပြီထင်ပြီးဟိုဟာလဲစိတ်တိုင်းမကြဒီဟာလဲအလုံးမကြကျိုးတို့ကဘာနဲ့တူလဲဆိုနတ်အိုးကွဲစိတ်တိုင်းမကြဒီတိုင်းပြည်ကြီးအကုန်လုံးအစဆုံးပြင်လိုက်ပါလားဆိုတော့ပြင်နိုင်လောက်တဲ့ဘုံကံလည်းမရှိဘူးဒါဖြင့်မပြင်မဲနေဆိုတော့လည်းမနေတတ်ပြန်ဘူးသဘောပါရဲ့လားအဲ့ဒီမှာနှိုင်းရှင်ဖို့နော်အဲ့တချို့ကမိသားစုမှာဘလောက်ဖဲစိုးရိမ်ကြောက်ကြတယ်များနေတယောက်ကလွတ်နေတယ်ပူစရာရှိသူမရှိဘူးကြွေးတောင်းတဲ့လူလာရင် तू အိမ်မှာမရှိဘူးဗျသဘောပါလားတိမ်လုံးရှောင်သွားမိကြုံမိတာမိသားစု6ယောက်ရှိတယ်နော်ကျန်တဲ့လူတွေသူ့လုံးနဲ့သူတို့ကအိမ်ဆောင်ဟုတ်ပြီအကျွေးတောင်းတော့ကျုပ်ရှိတဲ့ချိန်တောင်းတယ်သူတို့ရှိတဲ့ချိန်မလာဘူးသဘောပါလားအဲ့တော့ထိတွေ့မှုချင်းကတူလားခံစားမှုချင်းကမတူဘူးဘာကွာနေလို့တော့အတိတ်ကံသင်္ခါရအကြောင်းကောင်းမှအကြောင်းမကောင်းရင်ကဲဒါဖြင့်သူမင်္ဂလာဒီဘဝသိပြီးတော့ကံမကောင်းဘူးရရခြေအောင်မှထင်တယ်ရမလားခင်ဗျားတို့လည်းအားပေးတယ်ဗျာတဲတဲပါပါတော့ကျုပ်လုပ်ပြီးကျုပ်ဘက်ကပါပါအောင်ခင်ဗျားတို့ကဒီမြေကြီးနားမယ်ဘေးရင်ဆရာကောင်းကောင်းလေးပါလိမ့်မယ်မရှိဘူးလားမရှိဘူးဒါဖြင့်ကျုပ်မကယ်နိုင်ကြတော့ဘူးလားခင်ဗျားတို့ဒါဖြင့်နတ်ကြော်သွားမေးမယ်ကွာလို့ဟော38မင်းတိုင်းပြီဆိုတော့ရမလားဟာခင်ဗျားတို့လည်းကျုပ်ဘက်ကကိုမပါဘူး
ရှင်ပြဝကျွေးစုလို့နင်တို့တော့လွတ်တယ်ပေါ့လေမဲသူကတိုက်ပုံကြီးရဲ့ရှေ့ကနေလွတ်နေတဲ့ပုံစံမျိုးဟုတ်တယ်ကျုပ်ကလည်းကံပါပုံရတယ်နော်ငယ်ငယ်တော့မိုးကုတ်သားမိုးကုတ်မှာမွေးတာအဲ့ဒါမိုးကုတ်မှာတတိုင်းပြည်လုံးလွတ်လွတ်လပ်လပ်သွားလို့ရတဲ့အချိန်မှာကိုမိုးကုတ်က၄ဂိတ်ရှိတယ်နော်တခါတလေမှတ်ပုံနေကင်သွားလို့မရဘူးအိမ်တော်စုပါကင်သွားတယ်ကျွန်တော်မိုးကုတ်သားပါအမေဖေကဒီမှာမွေးပါတယ်ဟိုမှာရက်ွက်လိပ်စာပါမှသွားလို့ရတယ်နော်အခုလည်းဗမာပြည်ထဲလျှောက်သွားပြတော့ဟိုတနေ့ကတောင်ကြီးကနေတရားဟောပြီးအောင်ပန်းမှာတရားဟောပြီးတော့မိုးကုတ်ကိုနောက်တနေ့ဟောရမှာအဲ့တော့ညတွင်းချင်းဆင်းမဆိုဆင်းလာတော့ဒီဘက်သာစီလန်းလဲရောက်တော့ကားရန်ကြီးကအရှည်ကြီးပဲဟာဘာလို့တာတော့ကားပြက်နေတာနေမှဆိုကြော်ပေါ့ကြော်မောင်းလာထိတ်ရောက်တော့မှဒိုင်းဆိုတားတယ်ပြန်သွားတယ်ဘယ်သွားမှာဟိုးနောက်ကိုပြန်သွားတယ်ဟာဘာဖြစ်လို့တော့ဆိုတော့ဒီမှာတဲ့အိတ်စရွေးဖြတ်နေတယ်ဟာဓမ္မန်စက်ထဲဝင်ရမှာနော်မဖြတ်လို့မရဘူးလားမရဘူးတဲ့ဟုတ်ကူကငါတရားပွဲသွားမလို့ VIP မရှိဘူးတဲ့ဒီလိုလာတာဩအဲ့လိုလာတော့ဒါဖြင့်တို့လည်းပြန်သွားရမှာပေါ့ဆိုပြန်သွားတယ်ဟိုအနောက်ကပြန်စားတယ်တရားပွဲဘာစစ်တာတော့လို့နော်အဲ့ဒီရှင်းနာရင်ကိုလမ်းခွဲက9ခုလောက်ရှိတယ်နော်အဲ့ဒီထိတ်ကဆက်သွားလိုက်ရင်9ခုလောက်ရှိတယ်နှင်းဂိတ်ကြီးချတာကြံတဲ့ဂိတ်ကသွားမှာပေါ့အဲ့ဒါမတတ်နိုင်ဘူးတဲ့နောက်တနေ့ကျတော့အဲ့ဒီဂိတ်ကမိတဲ့လိန်စင်ကြီးပါကွာရှောင်းလန်းနေငါတရေဝင်သိတာတောင်9လန်းရှိတယ်နော်မဟုတ်တာလုံးတဲ့လူဆိုပိုးတောင်သိသေးတယ်ဒီထဲတက်ဝင်လာတာအဲ့ရှေ့နာနှစ်ပြလောက်တင်လမ်းခွဲရှိသေးတယ်သဘောပါလားဘုရားကရလုံနေတာအဲ့ဒီတိုင်းပြည်မှာကြုံနေရတာကွာကံတော်ဆိုးနေတာအကြောင်းမကောင်းတော့အဲ့ဒါဗျာကျုပ်ဖို့ဓာတ်ရိုက်တတ်စင်လေးများရှိတယ်လို့မြေကြီးနားမှာခင်ဗျားတို့ကြောက်စိမ့်နေပါလေလုံနေကြတာဘိုးတော်လေးပါလေးများရှိကျုပ်လို့ကြတာမရှိလားအဲ့တော့ဘာမှအာမကူအောင်ဗျာဒီထဲမပါဘူးလားဗျာနည်းနည်းပါဟမ်ရမလားပြင်လို့မရတော့ဘူးလားဒုက္ခပါပဲဒါဖြစ်လည်းမြန်ပြန်တော်မူတာကောင်းတယ်ထင်ပါရဲ့ကဲဒါဖြင့်နတ်ကြော်ကဲနိုင်လားဘိုးတော်38မင်းဘယ်သူကဲနိုင်ကိုပြောတာကိုမှတ်ထားကြနော်အမေငါအလက်ကြပြုံးနဲ့နင်တို့ကဟမ်နင်တို့လက်လာမယ်နော်အကြောင်းကောင်းမှအကြောင်းမကောင်းရင်အဲ့တော့အခုဘဝခံစားစံစားနေရတာဘာကြောင့်တော့အတိတ်အကြောင်းကြောင့်ပြန်ပြောအကြောင်းကောင်းမှအကြောင်းမကောင်းရင်ဘေးသေးစရာကဲနိုင်လားနတ်ကြောဝိဇ္ဇာသောကြီးတပတိကဲဒါဖြင့်ခင်ဗျားတို့ဘယ်သူကဲကိုကဲဆိုတာအတိတ်ကအမှားကိုတော့ပြင်လို့မရတော့ဘူးအခုကဲတို့ကဒီပြစ္ဆုတ်ပံဒီခန္ဓာနဲ့တွေရပ်နေမှာလားခရီးဆက်ရမှာလားဆက်ရမှာဆိုတော့ဝေဒနာပစ္စယဘာလာတော့တဏှာလာပြီဝေဒနာပစ္စယခံစားချက်နောက်ကခင်ဗျားတို့မตายရတာကြိုက်လားตายရတာကြိုက်လားမကောင်းတာကြိုက်လားကောင်းတာကြိုက်လားမလှတာကြိုက်လားလှတာကြိုက်လားကြိုက်တော့ဝေဒနာခံစားချက်ကလေးလှတာလေးကိုခံစားတာကဝေဒနာကြိုက်တာကကောင်းတာလေးကိုခံစားတာကဝေဒနာကြိုက်တာကရှင်းရလားဝေဒနာပစ္စယတဏှာဆိုတာလိုချင်မှုတမ်းမဲ့မှုနှစ်သက်မှုမရှိဘူးလားအဲ့ထဲမှာတဏှာရောက်တော့တဏှာတင်ရက်သလားတဏှာပစ္စယပါသွားတော့အဲ့တော့လိုချင်မှုနောက်ကဆွဲလန်းမှုလားလိုချင်မှုနောက်ကဘာလဲဆွဲလန်းမှုဆိုတော့အခုခင်ဗျားတို့ကိုရောမဆွဲလန်းဘူးလားကိုသားကိုသမီးကိုပစ္စည်းကိုဥစ္စာရောကိုနိုင်ငံကိုမြေကိုရေရောအဲ့တော့ခုခင်ဗျားတို့ဆွဲလန်းမှုဥပါဒံရှိမရှိကိုဘဝလေးကိုရောမဆွဲလန်းဘူးလားကျောင်းဆရာမလည်းကျောင်းဆရာမဘဝဆွဲလန်းနေတာဆရာဝန်ကလည်းဆရာဝန်ဘဝ
ဟိုတောင်းစားတဲ့လူကလည်းတောင်းစားဘဝအေးတောင်းစားတွေများတာဆိုတော့ခြုံပြောလိုက်ရင်ပြီးပါပြီကွာနော်အဲ့တော့ဆွဲလန်းတာဘာတော့ဥပါဒနာပစ္စယကာမဘဝနေစဉ်နဲ့မြကာယကံမလုပ်ဘူးလားဘယ်သူခိုင်းတာလုပ်ဒါကခုနခင်ဗျားတို့ဆိုသွားတဲ့ထဲမှာရှိတယ်အဝိဇ္ဇာနှင့်တဏှာအယင်ကံဥပါဒံကံကြောင့်ယုံနံပေါ်ပြန်ဆိုစမ်းမဆိုလိုက်ဘူးလားအဲ့တော့ဒီယုံနံခန္ဓာတွေကအလိုလိုရနေတာလားကံတွေပြုတ်နေလို့လားကံတွေပြုတ်နေတော့ဥပါဒနာပစ္စယကာယကံဝစီကံမနောကံမလုပ်ဘူးလားအခုလုပ်နေတယ်အခုထမင်းစားတယ်နောက်စားတော့လေနော်ကျုံသလိုစားလိုက်တာလားကိုနှစ်သက်ရာကိုစားတာလားဟောဟင်းလေးချက်မယ်ဆိုကြတဲ့နှစ်သက်တာခုအင်ကြီးတွေခင်ဗျားတို့တယောက်တယောက်အများကြီးမရှိဘူးလားရှိတယ်ဒါပေမဲ့အခုအေးလာပြီဆိုတော့ဝယ်ထားတဲ့အသစ်ကလေးပြောင်းဝတ်သလားဝတ်နေကြလေးပြန်ထုတ်လာလားသဘောပါလားဒီတော့ဒီမှာလေးဥပါဒံကဝတ်စားဝတ်လဲဒါလေးပဲဒါကြီးပဲဝတ်နေရလားဆိုဒါလေးကကောင်းတယ်ကိုစွဲတဲ့ဟာလေးကိုလုံနေတာဟုတ်ကလားကဲအစားအသောက်ကြတော့ဆိုတော့ကိုစွဲတာပဲကိုချက်တာမလားသဘောပေါက်သလားအဲ့တော့ဟင်းချက်စရာဒါတွေပဲရှိဆိုဈေးထဲမှာတော့ဝယ်စရာတွေအများကြီးပဲတော့ဒါပေမဲ့ဒီကိုဝယ်နေကြကိုစားနေကြဟာပဲပြန်ကောက်ကင်ပြီးပြန်ဝယ်လာပြီးသူကဈေးကျင်းတော်ကြီးနဲ့ပြောသေးတယ်ဘာချက်မှန်းကိုမသိတော့နောက်တော့ဘယ်သူခိုင်းတာဝယ်လာတော့ဥပါဒံခိုင်းတာဝယ်လာတာပဲရှင်းရလားအဲ့တော့ပြောဆွဲရှိတဲ့အတိုင်းပြောတယ်ဆိုဆွဲရှိတဲ့အတိုင်းဆိုတယ်လှုပ်ဆွဲရှိတဲ့အတိုင်းလှုပ်တယ်ဘယ်သူအုပ်ချုပ်ထားတော့ဥပါဒနာပစ္စယကာမဘဝကာယကံဝစီကံမနောကံမလုပ်ဘူးလားလုပ်ရင်ကာမဘဝပစ္စယဘာရမှာဇာတိဆိုတော့ဒီကံတွေကလေးလိုပြလိုလွတ်မှာလားအကျိုးပေးမှာလားအကျိုးပေးပါပါနောက်တစ်ဖန်ဇာတိရမလားမရဘူးလားရရင်ဇာတိပစ္စယဇရမရဏဇာတိဆိုတဲ့ခန္ဓာရရင်အိုသေးကလွတ်ပါမလားလွတ်ပါပါဒါဖြင့်ဇရမရဏရပြီဆိုမှတော့နောက်ကသောကပရိဒေဝဒုက္ခဒေါမနတဥပါယတာတံဘဝန္တိတဲ့သာဘူးသမီးဘူးဆွေဘူးမျိုးဘူးလင်ဘူးမယဘူးအုပ်စဘူးတွေလာတော့မယ်ဟုတ်ကလားပူပင်သောကဗျာပါဒရောက်တော့မှနောက်ဆုံးပါပဲဆိုဧဝမေတ္တကေဝလတ္တဒုက္ခခန္တတသမုဒယောဟောတိဒုက္ခအစုတွေကြီးဖြစ်တော့မယ်ဘာတွေဖြစ်တော့မယ်အဲ့ဒါဘယ်သူကြောင့်လို့ဘယ်သူကောင်းဆောင်တာတော့အဲ့တော့အတိတ်ကကောင်းဆောင်တာကအဝိဇ္ဇာပြစ္ဆုတ်ပံမှာကောင်းဆောင်နေတာကအဲ့တော့အဝိဇ္ဇာနဲ့တဏှာအယင်ကံဥပါဒံကံကြောင့်ယုံနံပေါ်ကဲတို့တန်တရားလဲလာတာသိလို့လားမသိလို့လားမသိတာကအဲ့တော့အဝိဇ္ဇာသာဥစည်းပြီးတန်တရားလဲနေရင်တို့ဘာသစ္စာတွေကြီးပြန်ရနေပါဟောဒီအဆုံးမှာဆိုရတဲ့ဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓတသမုဒယောဟောတိဆင်းရဲအစုကြီးပဲရမယ်တဲ့ဘာရမယ်ဆင်းရဲအစုကြီးပဲโอเคအဲ့တော့အစပြန်ကောက်ခုခင်ဗျားတို့ဗုဒ္ဓဘာသာဝင်တွေအဖြစ်နဲ့ဗုဒ္ဓသာသနာတော်ကြီးကိုကိုးကွယ်တာဆင်းရဲခြင်းလို့လားချမ်းသာခြင်းလို့လားချမ်းသာခြင်းနဲ့ဆိုရင်ဆင်းရဲတဲ့လမ်းလိုက်မလားချမ်းသာတဲ့လမ်းလိုက်မလားအဲ့ဒီချမ်းသာအောင်ဘုရားသခင်ကဖန်ဆင်းပေးမှာလားဟမ်အခုကဘာမှာကိုးကွယ်နေကြတဲ့ဘုရားသခင်တွေဝါဒပေါင်း21မျိုးရှိတယ်ဘုရား21စုအိမ်ပါထိုင်ပူဇော်ပြီးတော့မှချမ်းသာအောင်လုပ်ရမလားဖယားကိုးကွယ်တဲ့ဆိုယုံနဲ့ချမ်းသာရမလားမရဘူးဒါဖြစ်ရင်39မင်းကချမ်းသာအောင်လုပ်ပေးမလားဝိဇ္ဇာ8000ဆရာပေါင်းဘယ်သူလုပ်ပေးမလဲဘာနဲ့လုပ်မြတ်စွာဘုရားကနော်
အနာတပိန်တထေးကြီးကိုဟောတယ်ပါတယ်အနာတပိန်ဆိုတာဘယ်သူတော့တော်လိုက်တာပညာရှိတွေတရားနာတယ်အနာတပိန်တထေးကြီးကိုဟောတယ်ဆိုတော့အနာတပိန်ဆိုတာဘယ်သူတော့ဆိုတော့တထေးကြီးပါဗျာသိကောင်းတာပေါ့ကွာနော်ဗုဒ္ဓဘာသာဝင်နဲ့အနာတပိန်နဲ့ဟာသိမစိမ့်ပါနော်အနာတပိန်ဆိုတာသာဝတ္ထိပြည်ဇေတဝန်ကျောင်းတော်ကြီးရဲ့တကာကြီးဒါလည်းပေါ့မမှတ်နဲ့ခဲတော့ဘုဒ္ဓတနေတော့အနာတပိန်ကျောင်းတကာဒီလောက်ပဲအဲ့ဒီဇေတဝန်ကျောင်းတော်ဟာဦးဇင်းတို့ဘုရားကရဖျားဖို့သွားတဲ့လူတွေဆိုရင်သတိထားမိလိမ့်မယ်အဝိဇဟိတဌာနအဝိဇဟိတဆိုတာဘာကိုပြောတာလဲဆိုတော့ဖျားရှင်တိုင်းမစွန့်ခဲ့တဲ့နေရာကတ္တဗဖျားရှင်တို့ဖျားဒီကဘာမှာဖျား၄စုပွင့်သွားပြီနော်ကောဏဂုံကတ္တဗကောဓမနော်ကောက်ကတံကောဏဂုံကတ္တဗဂေါရမဖျားဘယ်နှစုတော့နောက်ပွင့်မှာကမေတ္တေယအရိမေတ္တေယနော်အဲ့ဒီဖျား၅စုလုံးဒီရှေ့ကပွင့်သွားပြီးတဲ့၄စုဂေါရမမြတ်စွာဘုရားအပါဝင်ဟောဒီဘက်ကကောက်ကတန်ဂေါဏဂုံကတ္တဗဘုရားရှင်တို့ဘုရားဖြစ်စဉ်ကာလမှာဝါအများဆုံးဝါကတ်သွားတဲ့နေရာဖျားတိုင်းဟာအဲ့ဒီကျောင်းတော်မှာပဲအများဆုံးသတင်းသုံးတယ်ကဲအဲ့ဒီကျောင်းကိုလှူခွင့်ရတဲ့ပုဂ္ဂိုလ်ဆိုတာတာမင်ညပုဂ္ဂိုလ်မဟုတ်ဘူးရှင်းလားအဝိဇဟိတဖျားရှင်တိုင်းမစွန့်တဲ့နေရာဒီတဲ့ပြည့်စုံအောင်များပြောလိုက်ရင်တာဝတိပြည်မှာသတင်းသုံးသွားတာ၄သိန်းခြေနဲ့ကဘာသသိန်းသွင်းမှာ9သိန်း12000နှစ်ကျိတ်8စုဖျားပါရမီဖြည့်နေစဉ်၄သိန်းခြေနဲ့ကဘာသသိန်းသွင်းမှာဖျားပေါင်း9သိန်း12000နှစ်ကျိတ်8စုသတင်းသုံးသွားတဲ့နေရာရှင်းလားသဘောပေါက်သလားဘောမဟုတ်ဘူးအဲ့ဒီနေရာမှာကျောင်းဆောက်ခွင့်ရတဲ့ကျောင်းတကာတာမင်ညပုဂ္ဂိုလ်မဟုတ်ဘူးဇေတဝန်ကျောင်းတော်ကြီးကျောင်းဝယ်တော့လေကတိကတဇေတမင်းသားနာဝယ်ရတယ်ရှင်ဘီရင်သားဆိုတော့သိတဲ့အတိုင်းပဲအာနာရှင်မြအာနာရှင်လက်ထက်ကအာနာရှင်ခြံဆိုတော့သွားဝယ်တော့ကြီးကြီးမရောက်ဘူးမရောက်တာကိုရအောင်ဥပဒေရအဲ့တော့ဥပဒေလေးရှိသေးလို့ပေါ့ခုခေတ်လို့တော့မဟုတ်ဘူးနော်ခုခေတ်ကတော့ဘာဥပဒေမှမရှိဘူးပါဇက်ထဲရှိတဲ့တိုင်သွားတာနော်အဲ့တော့အဲ့ဒီဥပဒေရှိတော့အပြန်အလှန်စကားပြောကြတယ်ရောင်းဖို့ဆိုမရောင်းဘူးနောက်ဆုံးဟိုကဘယ်လိုလေးပြောလိုက်တာတော့ဆိုတော့ဟေးကမင်းတတ်နိုင်လို့အဲ့ဒီမြေအပြည့်ဒင်းကားတွေအပြည့်ခင်းပြီးဝယ်အောင်လို့ပြောရတယ်ရပြီဆိုခင်းတာအမှန်ဟောမရောင်းဘူးလို့ပြောတာဟုတ်ပြီနော်မင်းတတ်နိုင်ရင်တဲ့ဒီဒင်းကားတဲ့ဒီမြေပေါ်မှာဒင်းကားအပြည့်ခင်းပြီးဝယ်သားနဲ့ရပြီဟိုကဖြတ်ဆိုမှတခါတည်းယူခင်ဟိုကောင်စေတမင်းသားအောင်းနေဟာခင်းအကုန်လုံးပြေတော့ဟဲ့အောင်ဘာလို့မလို့ဝယ်မလေးတဲ့အပြည့်ခင်းမရောဘူးမင်းမဲဒီမြေကိုငွေအပြည့်ခင်းဝယ်လို့ပြောပြီးပြီတဲ့အဲ့ဒါရောင်းတဲ့စကားပဲတဲ့အဲ့ဒါအမှုဖြစ်တယ်အမှုဖြစ်တော့အနာတပိန်နိုင်တယ်မင်းသားနဲ့အမှုဖြစ်တာအခုခင်ဗျားတို့စွဲကြည့်ပါလားမင်းသားမပြောနဲ့ဟိုကောင်းနေတောင်စွဲကြည့်တော့ပါလားမင်းသားနဲ့အမှုဖြစ်တာအနိုင်ယူပြီးတော့မှဒီဇေတဝန်ဥယျာဉ်ကျောင်းကြီးကိုဆောက်ခဲ့တာဒါဖြင့်တော်တော့ဘုံကံဇွဲတတ္တိနဲ့ရမလားမရဘူးအဲ့ဒီပုဂ္ဂိုလ်ကြီးနော်မြတ်စွာဘုရားကိုအထင်ကြီးကျောင်းတော်ကြီးအဦးဆုံးဆောက်လို့တာတကယ်တော့ရာဇကြိုးပြည်မှာဝေလူဝန်ကျောင်းရှိတယ်ဒါပေမဲ့သူ့လိုခန်းခန်းနာနာကြီးကျယ်မဆောက်ရသေးဘူးဗိမိတာရမဆောက်ရသေးခင်မှာဒုတိယဝါတတိယဝါမှာတခါနဲ့ပင့်သွားပြီးတော့ဟိုမှာကျောင်းဆောက်ပြီးတော့လှူလိုက်တော့ဆောက်ပြီးဒီတိုင်းနေတာမဟုတ်ဘူးဒီနေ့ကိုကျောင်းကိုအ ਨੇ ဆုံး3ခေါက်ဘုရားရှင်တန်သွားတယ်ပြောချင်တာက
အဲ့ဒီကျောင်းတကာကြီးဟာဖျားရှင်နဲ့ရာဇကြိုမှာတွေ့တာသူနေတာတာဝတိရာဇကြိုမှာတွေ့တော့တွေ့တဲ့နေ့ပဲအနာတပိန်ဟာဘာဖြစ်တော့သောတာပန်တည်တယ်ဘာဖြစ်လဲသာဓုဗျာအဲ့ဒီဘုဒ္ဓတလေးနဲ့ဖြေတဲ့လူတွေအားလုံးသာဓုပါတကယ်ကိုဝမ်းမြောက်ပါတယ်ခင်ဗျားတို့ယင်ထဲမှာဒီလောက်သိထားတဲ့ဆိုရင်ဥစ္စာသိပ်ပြီးတော့ကြည်နူးတယ်တွေ့ချင်းဘာဖြစ်သွားလဲသောတာပန်တည်သွားတယ်သောတာပန်တည်တယ်ဆိုတာဘာဖြစ်တာဟုတ်ပြီဒါလည်းတစ်ချက်မှန်တယ်ဒါပေမဲ့ဥစဉ်လိုချင်တဲ့အဖြေမဟုတ်သေးဘူးတရားမှန်တည်သွားပါဗျာဟုတ်ပြီနံပါတ်1နော်ဘုဒ္ဓဇင်ဖြစ်ကလွတ်သွားတယ်တရားမှန်တည်သွားတယ်โอเคနောက်တစ်ခုအရိယာနေလို့တက်လန်းတော့ဒီဘုဒ္ဓဇင်ကလွတ်သွားတယ်ဆိုအတူတူပဲလေကွာနော်အာဘိဗရကပိတ်ထားတယ်3နောက်တရားတန်ခါပေါ်မှာကျင်းမဲ့ယုံကြည်သာဓုနံပါတ်4နောက်ကောဒေတိနဲ့ဝိသိကိစ္စပဲရောဟောပြီဒေတိဝိသိကိစ္စကောတယ်နံပါတ်5အမှန်လေးကြီးပဲကိုပြောတာအမှန်လေးကြီးပဲသူတော်ကောင်းတို့ရဲ့အသိဉာဏ်ဘုသူတ္တကိုဦးဇင်းကလိုချင်လို့နော်နောက်ထပ်ဘယ်လိုပြောရင်ရအောင်မလဲတရားနဲ့တွေ့သွားပါဗျာဒီစကားလုံးလည်းမှန်တယ်နော်ဖျားဆိုတာသဗ္ဗညုတဉာဏ်တော်ရှင်သက်တော်ထင်ရှားဖျားကိုတွေ့ရတိုင်းဖျားလို့မသိဘူးမြတ်စွာဘုရားပြောခဲ့တဲ့စကားတစ်ခွန်းရှိတယ်ဦးဇင်းကအဲ့ဒီအဆုံးအမလေးကို6တန်းចောင်းသားဘဝရထားတာရထားတဲ့အတွက်ဖျားကိုမတွေ့အောင်ရှာတာမြတ်စွာဘုရားဘာပြောလဲဆိုတော့ယောဓမ္မံပတ္တိသောမံပတ္တိယောအကျင့်ပုဂ္ဂိုလ်သည်ဓမ္မံငါဖျားဟောကြားအပ်သောဟောဒီပဋိစ္စသမုပ္ပါခန္ဓာအာယရဓာတ်သစ္စာပဋိစ္စသမုပ္ပါတရားတော်တို့ကိုပတ္တိတွေ့သည်သိသည်မြင်သည်ဖြစ်ပါအံ့သောအဲ့ဒီတရားသိသောပုဂ္ဂိုလ်သည်သာလျင်မံငါဖျားကိုပတ္တိတွေ့သည်သိသည်မြင်သည်မြည်၏တဲ့တရားမြင်မှဖျားမြင်တာတရားသိမှဖျားသိမှာအဲ့တော့အခုဦးစင်းကပြောခြင်းတဲ့စကားလုံးလေးတစ်လုံးကအခုတခါကြီးတွေဖြေလိုက်တဲ့အချက်6ချက်လုံးမှန်တယ်ကောင်းတယ်သိကောင်းတဲ့ဘုဟုတုတ္တပိုင်ရှင်တွေသို့တော့အခုဦးစင်းကဘာလေးကိုပြောချင်တာလဲဆိုတော့မြတ်စွာဘုရားနဲ့တွေ့သွားတဲ့အတွက်သောတာပန်တည်သွားတယ်ဆိုတာတကယ်တော့သူ့ယင်ထဲမှာမြတ်စွာဘုရားရဲ့အဆုံးအမတွေကိန်းသွားတယ်ဒီစကားလုံးလေးသုံးချင်တာဟုတ်ပြီနော်ယင်ထဲကိုဘာရောက်သွားလဲမြတ်စွာဘုရားရဲ့အဆုံးအမရောက်သွားလို့ तू ကဘုရားကိုဘုရားမှန်တည်တယ်တရားကိုတရားမှန်တန်ခါကိုတန်ခါမှန်အခုခင်ဗျားတို့သိပလားသောတာပန်မတည်သေးသေး၍ဘယ်သူမှဖျားကိုလည်းမမြင်သေးဘူးတရားကိုလည်းမမြင်သေးဘူးတန်ခါကိုလည်းမမြင်သေးဘူးခုခင်ဗျားတို့ကလောကောပဲရှိသေးတယ်ရှင်းလားကြာဘူးနာဝရှိတဲ့ပုဂ္ဂိုလ်တွေအဆင့်လောက်ပဲရှိသေးတယ်တုတ္တဝအရိယာသာဝကာဝတော့ဖြစ်ပြီအရိယာတော့မဖြစ်သေးဘူးရှင်းသလားဖះကိုဖះမှန်းတော့မကြားဘူးလားကြားဘူးတယ်ဒါပေမဲ့ဖះကိုမမြင်ရသေးဘူးတကယ်ဖះဆိုတာဘာလဲလို့ခင်ဗျားတို့ယင်ထဲကညံနဲ့ဆုံးဖြတ်ချက်မချနိုင်သေးဘူးသဘောပါသလားဒါကြောင့်ဖះတရားတန်ခါအလုံးနဲ့ငွေရဖို့ဘယ်ဟာအရေးကြီးတော့တစ်သက်လုံးငွေနောက်လိုက်လာတာနင်တို့ဖះတရားနောက်လိုက်လာတာမဟုတ်ဘူးရှင်းလားအခုခင်ဗျားတို့အသက်ခန္ဓာနဲ့တရားနဲ့ဘယ်ဟာအရေးကြီးတော့အသက်ခန္ဓာအရေးကြီးတာဗောအသက်ရှင်ရေးတာအရေးကြီးလို့ပါတရားကတော့အစဉ်ပြေလို့တာဗောဟင်သဘောပါသလားတကယ်အရေးတကယ်ပေးကြရင်ခင်ဗျားတို့ယင်ထဲမှာတရားတကယ်ရင်ဆိုင်နိုင်သွားမရှိဘူးအဲ့တော့အခုအနာတပိန်ကအရိယာနော်ပုထုဇဉ်ဇက်ကနေအရိယာဇက်ကိုရောက်သွားပြီအဲ့တော့ဒီပုဂ္ဂိုလ်ကြီးဟာမြတ်စွာဘုရားထံကိုနေ့စဉ်တစ်နေ့3ခေါက်သွားတယ်ဗုဒ္ဓဝေယဝဆဓမ္မဝေယဝဆသံဃဝေယဝဆပြုတယ်နောက်ဆုံးကုန်းကောက်เสียမရှိအောင်မွဲသွားတာတောင်မှမွဲလို့သူ့တကားဆောက်နံပါတ်4တကားအနာတပိန်ရဲ့အိမ်ကတကားမို့9ခုရှိတယ်နံပါတ်4အပေါက်ကိုစောင့်တဲ့တကားဆောင်းကသူ
သူ့ကိုအလှမလုပ်ဖို့လှူလို့မင်းမွဲပြီးဒီတန်ဃာတွေကိုအဝင်မခံနဲ့သွားပြောတော့မောင်းထုတ်ပလိုက်တယ်မင်းကအိမ်မှာမနေနဲ့တယ်အရိယာမောင်းတော့ဒီနတ်နေလို့မရဘူးထွက်ပြေးရတယ်နတ်ဆိုတော့လေခင်ဗျားတို့အထင်မကြီးနဲ့နော်သူ့နေရာနဲ့သူမဟုတ်ရင်ဘယ်မှလက်မခံအဲ့တော့ခင်ဗျားနတ်ဆုပ်နတ်ပဲဖြစ်မှလည်းကြောက်ရသေးတယ်နော်သဘောပါသလားအခုခင်ဗျားတို့ကိုးကွယ်နေတဲ့နတ်တွေအဲ့လိုမျိုးတွေလည်းမသိပါဘူးနော်နတ်ဆုပ်နတ်ပဲ့ဗျံပရာဆိုတော့ခဲတော်ဆိုတာနဲ့ထွက်သွားဘယ်မှနေမရဟိုသစ်ပင်လက်ကမြဒီသစ်ပင်လက်ကမြဟိုတကားလက်ကမြဒီတကားလက်ကမြဆိုတော့ဆိုကြတော့အကုန်ကြီးတောင်းပြီးတော့တရားစီကနေတောင်းပန်ပြီးပြန်ဝဲရတယ်မလားကဲထားလိုက်တော့အဲ့အကြောင်းပြောချင်တာမဟုတ်ဘူးဒီတော့အနာတပိန်တထေးကြီးသည်ရင်ထဲမှာတရားကိန်းပြီးသားပုဂ္ဂိုလ်ဖြစ်သွားတဲ့အတွက်မြတ်စွာဘုရားကနော်တရားကိန်းသောအရိယာပုဂ္ဂိုလ်ရဲ့တတ္တိအထူးကိုတရားဟောတယ်နိဒာနဝက်ကတန်ယုတ်ပါဠိတော်ဂဟပတိဝက်မှာပင်စဝေရဘယသုံးဆိုပြီးရှိတယ်မြန်မာလိုပြောရင်ယံ၅ပါးကင်းကြောင်းတရားတဲ့ဗါတဲ့ပင်စဝေရဘယသုံးမှတ်ထားနော်ဒါအခုဦးဇင်းကဒီတရားကိုတည်နေတာနိဒာနဝက်ကတန်ယုတ်ပါဠိတော်မြတ်စွာဘုရားကအဲ့ဒီတန်ယုတ်ပါဠိတော်ထဲမှာပရိစ္ဆေသမုပ္ပါဒ်နဲ့ရှင်တဲ့တရားတွေကြီးဟောအဲ့တော့အခုအနာတပိန်တထေးကြီးမြတ်စွာဘုရားထံရောက်သွားတော့ဘုရားရှိလဲရောက်ကောတကားကြီးတဲ့မြတ်စွာဘုရားရဲ့တပိသားတာဝကဆိုတာဗါတယ်တာဝကအစ်စ်ဖြစ်သွားပြီဆိုရင်တဲ့ဘေးရန်၅ပါးကင်းသွားပြီတဲ့ဘာကင်းသွားပြီဘာဖြစ်လို့ဘေးရန်၅ပါးကင်းတာလဲမြတ်စွာဘုရားရဲ့တပိသားတာဝကဖြစ်သွားလို့တဲ့ပြန်ပြောဒီနားလေးမှာတင်ဦးဇင်းပြောတဲ့အချက်အရေးကြီးတဲ့အချက်ရှိတယ်နော်မြတ်စွာဘုရားရဲ့တပိသားတာဝကငါဘုရားရဲ့တပည့်သားတာဝကဖြစ်သွားတဲ့ပုဂ္ဂိုလ်မှာဘေးရန်၅ပါးကင်းသွားပြီတဲ့အကျိုးတူ၄ပါးပြည့်စုံသွားပြီတဲ့ဗါတယ်ဟောရံဘယ်နှပါးကင်းတယ်၅ပါးနောက်အကျိုးတူ၄ပါးနဲ့ပြည့်စုံသွားပြီအဲ့ဒါဘာတွေလဲဆိုတော့တိမြတ်စွာဘုရားရဲ့တပည့်သားတာဝကဖြစ်သွားရင်လို့ပြောတဲ့အတွက်တာဝကအတုကိုပြောတာလားအစစ်ကိုပြောတာလားတာမညတာဝကကိုပြောတာလားပဂတိတာဝကကိုပြောတာလားအားလုံးနော်အခုဦးဇင်းတို့ရှောက်ရတဲ့လမ်းမှာဗုဒ္ဓဘာသာဝင်တွေအတွက်ပန်းတိုင်နော်အဓိကပန်းတိုင်၃မျိုးရှိတယ်တမ္မာတံဘောဓိပစ္စေကဘောဓိတာဝကဘောဓိပါတယ်တမ္မာတံဘောဓိပစ္စေကဘောဓိတာဝကဘောဓိဘောဓိစုဘယ်နှပါလဲ၃ပါးဒါခင်ဗျားတို့ကျိုးတို့ရှောက်တဲ့လမ်းနော်အခုဗုဒ္ဓဘာသာဝင်ဖြစ်မှအဲ့ဒီဘောဓိ၃ပါးကိုရည်မှန်းပိုက်ခွင့်ရှိတယ်တမ္မာတံဘောဓိဆိုတာကတော့တမ္မာတံဗုဒ္ဓဖျားဖြစ်နိုင်တဲ့စုဖျားဖြစ်ဖို့ဆိုရင်လည်းအခုဗုဒ္ဓအဆုံးအမတွေမသိသစ္စာတရားမနာရဘဲနဲ့ဖျားဖြစ်နိုင်သလားမဖြစ်နိုင်ဘူးဖျားဖြစ်ကြောင်းပါရမီ10ပါးအပြား30ကျင့်ဖို့ဆိုတာလဲသစ္စာလမ်းကိုသိရမယ်တမ္မာတံဘောဓိနောက်ပစ္စေကဘောဓိဘာဘောဓိပစ္စေကဘောဓိဆိုတာပစ္စေကဗုဒ္ဓနော်အခုသစ္စာ၄ပါးတရားကိုနာမယ်သစ္စာတရားတွေအားထုတ်မယ်ဒီဘဝတော့မရဘူးဒါပေမဲ့ तू ကစုရူပန်ထားလိုက်တယ်ပစ္စေကဘောဓိစုဆိုတော့နောက်တစ်ချိန်မှသာသနာဘအခြားကာလမှာကိုယ်တိုင်ဘသူကမှအဆုံးမမပေးရဘဲနဲ့ကိုယ်အသိဉာဏ်နဲ့ကိုယ်အနိစ္စဒုက္ခအနတ္တလက္ခဏာတွေကိုမြင်ပြီးတော့ဘောဓိပက္ခေယတရားတွေပြည့်စုံသွားတာဘောဓိဉာဏ်နဲ့ပြည့်စုံသွားတာမဲ့လေးတန်ဖိုးလေးတန်ရသွားတာအဲ့ဒါပစ္စေကဘောဓိကြံတဲ့အခုခင်ဗျားတို့ကျုပ်တို့မြတ်စွာဘုရားရဲ့အဆုံးအမနဲ့ကျွတ်မဲ့လူအလုံးကတာဝကဘောဓိဘာဘောဓိဘောဓိဉာဏ်လို့ခေါ်တယ်ဘောဓိဉာဏ်ဆိုတာမဲ့ဉာဏ်ဖိုးဉာဏ်
ရှင်းတယ်နော်အဲ့တော့ခုခင်ဗျားတို့လျှောက်လာမယ်လမ်းပန်းနိုင်ဘယ်နှဆင့်ရှိတော့၃မျိုးရှိတယ်အဆင့်ကိုပဲပန်းနိုင်ကိုသွားမှလဲဒါပဲအဲ့တော့တာဝကဘောဓိဆိုတာဒီဘုရားရှင်ရဲ့သာသနာတော်မှာကျွတ်တန်းဝင်သွားတဲ့ပုဂ္ဂိုလ်ဟုတ်ပြီလားအဲ့တော့ဒီဘုရားသာသနာမှာကျွတ်မဲ့တာဝကဘောဓိစုပြည့်စုံသွားတဲ့ငါဘုရားရဲ့တာဝကဆိုတော့သူသည်ဗုဒ္ဓရဲ့အဆုံးအမနဲ့အတူမဲ့ညာဖူညာနေမရဘူးလားအခုဒီမှာအနာတပိန်ဆိုတာတရားတံပတ္တိလမ်းနဲ့လျှောက်သွားတာတရားဆိုတာယုံကြည်မှုအဲ့တော့အဲ့ဒီဘောဓိစု၃ပါးကိုစွတ်ခူးတဲ့နေရာမှာလမ်းကြောင်း၃သွယ်ရှိတယ်ဝရိယအဓိကလမ်းရှိတယ်တရားအဓိကလမ်းရှိတယ်ပညာအဓိကလမ်းရှိတယ်လမ်းဘယ်နှလမ်းတစ်ကဝရိယအဓိကလမ်းဝရိယအဓိကလမ်းဆိုတာဉာဏ်နေတယ်နော်ဉာဏ်နေတယ်ယုံကြည်မှုနေတယ်သို့တော့လုံရင်ရမှာပဲဆိုပြီးတော့နော်လုံတဲ့အတွက်ဝရိယဒုက္ခလမ်းကကြားတယ်ဒါမို့လို့ဝရိယအဓိကလမ်းကလျှောက်ရင်16သင်္ချေနဲ့ကဘာတသိန်းဒီလိုပြောတာတရားအဓိကလမ်း8သင်္ချေနဲ့ကဘာတသိန်းယုံကြည်ချက်ကိုအရင်ခံပြီးတော့ဒါလုံရင်ဒါရမှာပဲဆိုတော့ယုံကြည်ချက်ဘုရားရှင်ရဲ့အဆုံးအမအမှန်တရားပဲဆိုတော့ယုံကြည်ချက်ကိုယ်ပိုင်အသိဉာဏ်ကိုဦးစားမပေးပဲနဲ့ဘုရားရှင်ရဲ့အဆုံးအမပဲဆိုပြီးတော့တတိချယုံကြည်မှုနဲ့သွားတဲ့တရားအဓိကလမ်းအခုဒီမှာအနာတပိတထေရတရားအဓိကဘုရားဆိုတဲ့အတန်ကြားတာနဲ့အကျွင်းမဲ့ယုံကြည်ချက်ရှိတယ်အဲ့ဒီယုံကြည်ချက်နဲ့အတူသူသွားလိုက်တယ် test လုပ်လိုက်တယ်မြတ်စွာဘုရားကသူ့ကိုကြိုနေတယ်ကန္နာကုတိတိုက်မှာအနာတပိလဲဝင်လာရောအနာတပိစိတ်ထဲကငါ့နာမည်မြတ်စွာဘုရားခေါ်လိုက်ရင်ကောင်းပါပဲဆိုတော့ဟိုကမြတ်စွာဘုရားအကြံကိုသိတော့အနာတပိကြံနေတာသိတော့จิตသားသုဒ္ဓထလာသလားဆိုတဲ့ဒီမှာပီတိတွေအဟုန်တကားနဲ့လွှမ်းခြုံသွားပြီးတော့အဲ့မှာတရားဟောဖြစ်သွားပြီသောတာပန်ဖြစ်သွားပြီတရားအဓိကဗါလဲတကယ်တော့ဘုရားတို့အထာဂရာတွေတီကာတွေစာပေကိုပိဋကသုံးပုံစုံအောင်ဖတ်တဲ့ခါကျတော့နှစ်ကာခြုံငုံသုံးသပ်လိုက်ရင်တရားဝါတိုင်းဟာရှေးဥစွာဝရိယအဓိကနဲ့လမ်းလျှောက်တယ်နောက်တဖြည်းဖြည်းဝရိယနဲ့လှုပ်ရင်းနဲ့လှုပ်ရင်ရမှာပဲလှုပ်ရင်ရမှာပဲကောင်းတာလှုပ်ရင်ကောင်းတာရမှာမကောင်းတာလှုပ်ရင်မကောင်းတာရမှာပဲဆိုတဲ့ဝရိယအဓိကနဲ့လှုပ်ရင်းကနေပြီးတော့ယုံကြည်ချက်ထက်သန်လာတယ်ဟောတကယ်တော့ဒုဘုရားရှင်ကိုရောမြတ်ကြီးကိုကရှေးတုန်းကဝရိယနဲ့ကျင့်ခဲ့ရတာ16သင်္ချေနောက်တရားနဲ့ကျင့်ခဲ့ရတာ8သင်္ချေနောက်တစ်ခါဒီဘက်ပညာနဲ့ကျင့်တာ4သင်္ချေနဲ့ကဘာသိန်းရှင်းသလားအဲ့တော့16ရဲ့4ရဲ့ပေါင်းတော့20 8သင်္ချေနဲ့ပေါင်းတော့တကယ်လောက်ခဲ့တာ28သင်္ချေကဘာသိန်းအဲ့ဒီအတွင်းမှာပွင့်ခဲ့တာ9,12000နှစ်ကျိတ်ရှိစုတော်ဘုရားရှင်းမလားအဲ့ဒီဘုရားရှင်တွေလက်ထက်မှာတခါလဲကျင့်လာခဲ့ရတာအဲ့ဒါတွေပြည့်စုံမှသူဘုရားဖြစ်တယ်အဲ့တော့လမ်းကြောင်းတို့ဘယ်နှသွယ်ရှိတော့3သွယ်အခုဒီမှာထိုးဖောက်သွားတာကတရားအဓိကလမ်းကထိုးဖောက်သွားတယ်ဒီတော့သူသည်တရားအဓိကယုံကြည်ချက်နဲ့သောတာပန်တည်သွားခဲ့တည်သွားကြတော့ဒီပုဂ္ဂိုလ်အတွက်မြတ်စွာဘုရားကဖြည့်ဆည်းပေးဖို့ပညာဖြည့်ပေးတယ်ဘာဖြည့်ပေးအဲ့တော့မှမြတ်စွာဘုရားချစ်တာတဲ့တကယ်အရိယသာဝကသောတာပန်ဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေဟာယံဘယ်နှပါးကင်း5ပါးအကြောင်းတရားဘယ်နှပါးနဲ့ပြည့်စုံ4ပါးနဲ့ပြည့်စုံအဲ့တော့ဘယ်ယံကင်းသလဲဆိုတော့နံပါတ်1သောတာပန်ပုဂ္ဂိုလ်သည်စောစောကဒကာကြီးတွေဖြည့်သွားတဲ့ထဲမှာကိုပါတယ်သောတာပန်ဖြစ်သွားပါပြီဆိုရင်သူဟာအဓိသီလအဓိစိတ်တအဓိပညာဆိုတဲ့တရားတွေခိုင်မြဲသွားအဲ့တော့သောတာပန်သည်5ပါးသီလခါဝပစိုးကဲ့သို့မြဲသွားတဲ့အတွက်ဘာဖြစ်လဲ1သောတာပန်သူများအသက်တတ်သေးလားမတတ်တော့တဲ့အတွက်ဒီဘဝမှာသူများအသက်တတ်ချင်းကြောင့်ဖြစ်လာမဲ့ဘေးရန်တွေသူ့မှာရှိသေးလားမရှိတော့သူဘယ်သူမှအသက်မတတ်တဲ့အတွက်သူ့ပေါ်ပြန်ရန်လှုပ်เสียအကြောင်းလည်းမရှိတော့တဲ့အပြင်နောင်ဘဝမှာလည်းအသက်တတ်ချင်းကြောင့်ဖြစ်လာမဲ့ငရဲရောက်ချင်းအသက်တူချင်းရန်သူပေါ်ချင်းအနာရောဂါများခြင်းတွေလာအောင်မလားအဲ့ဒီဘေးရန်တွေကင်းသွားပြီတဲ့နောက်တစ်ခါအဲ့ဒီအသက်တတ်တဲ့အတွက်အမြဲတမ်းစိုးရိမ်ကြောင်းကြပူပန်မှုတွေနဲ့နေရတဲ့
တောကပရိဒီဝတွေရောလာအောင်မလားငြိမ်းသွားပြီတဲ့အဲ့တော့ယံဘေးကင်းသွားတယ်ဆိုတာဘုရားရှင်ကတကူတော်နဲ့ငါသားတော်ဖြစ်ပြီးကင်းစေလို့လှုပ်ပေးလို့ကင်းသွားတာလားသူ့ရင်ထဲကတရားကြောင့်ကင်းသွားတာလားကျင့်သလားဦးဇင်းတို့ဒီနေ့ရက်မှာသူတော်ကောင်းတို့ဦးဇင်းတို့အတွက်လမ်းတွေ့အောင်ရှားမှာနော်အဲ့တော့အခုသောတာပန်တည်သွားတဲ့လူဘာလို့ယံကင်းသွားတယ်လဲဆိုတော့သူကိုယ်တိုင်မှာကိုကသူ့တန်တန်မှာသူများအသက်တတ်ခြင်းအကုသိုလ်ကအကျွေးမဲ့ပယ်တတ်ပြီးသွားပြီပယ်သွားပြီးသားတဲ့အတွက်သူများအသက်တတ်တဲ့အကုသိုလ်ကရှိသေးလားမရှိတော့ဘူးအဲ့တော့မရှိတော့တဲ့အတွက်ခုပြစ္ဆုတ်ပံမှာသူများအသက်ကိုတတ်တဲ့ပုံကိုယ်တွေမှာကိုယ့်ကိုယံလုံးမှာပြန်မကြောက်အောင်လားကြောက်နေရတယ်အမြဲတမ်းစိုးနေရတယ်သူများကိုတတ်တဲ့လူဒါမှမဟုတ်လို့လက်နဲ့ကင်ထားတဲ့လူဟာအမြဲတမ်းကြောက်နေရသူကလည်းတတ်เสียလက်နဲ့ရှိတဲ့အတွက်သူပြန်အသက်ခံမှာလဲကြောက်နေရတာသူတို့ဘယ်မှလွတ်လပ်မသွားရဘူးဘာဖြစ်လို့လဲဆိုတော့သူသည်အမြဲတမ်းတတ်တဲ့သဘောတရားရှိနေလို့သဘောပါလားလက်နဲ့ချထားပြီးသားပုဂ္ဂိုလ်လက်နဲ့ကိုရှောင်ထားပြီးသားပုဂ္ဂိုလ်ဘာလက်နဲ့မှမကင်တဲ့လူကဘယ်နေရာသွားလွတ်လပ်ငြိမ်ချမ်းသွားလို့မရဘူးလားဘာဖြစ်လို့ तू ကဘယ်သူမှယံမလုပ်တဲ့အတွက်သူ့ကိုယံလုပ်မဲ့ပုဂ္ဂိုလ်လည်းမရှိဘူးအခုသောတာပန်မှာအဲ့ဒီတိုင်းပဲတဲ့သူ့ကိုတတ်မဲ့လူလည်းကင်းသွားပြီ तू ကလည်းတတ်ချင်းကင်းသွားတဲ့အတွက်ပြစ္ဆုတ်ပံမှာလည်းဘေးရန်ကိုကြောက်เสียမလို့သလိုအနာဂတ်အတွက်ဘဝတွေမှာလည်းကြောက်เสียမလို့တော့စိုးရိမ်เสียရောကဲသောတာပန်သည်သူများပစ္စည်းခိုးသေးလားမခိုးတော့သူပစ္စည်းခိုးခံရမှာလဲကြောက်เสียမလို့တော့ဘူးဒီဘဝမှာခိုးခြင်းကြောင့်ပြစ်ဒဏ်သင့်မှာရောစိုးရိမ်เสียမလို့တော့နောင်ဖြစ်လျာဘဝမှာရောသူပစ္စည်းဥစ္စာသူများခိုးလို့မရတော့ဇောတိကတထေတို့လို့နော်ဇောတိကတထေများသူကုသိုလ်တရားပြည့်စုံခဲ့တော့သူမပေးပဲဘယ်သူမှသူပစ္စည်းယူလို့မရဘူးအစာတတမင်းကြီးဆင်းပြောင်း၅စီးအာမှန်ကြီးတယ်သူကလည်းဘုံရှင်ကရှင်ပေါ့မဟုတ်ဘူးဆိုတော့ထိုင်ရက်ကနေစောင်းကြောင်ထိုင်ရကနေခုံရင်18တောင်မတ်တရက်ခုံရင်အတောင်80မြင့်အောင်ခုံနိုင်တယ်အဲ့လောက်အားကြီးတဲ့ပုဂ္ဂိုလ်အဲ့တော့အစာတတကလည်းမွေးလာကြတဲ့ညင်မကောင်းတော့ငယ်ငယ်လေးကလေးဘဝ50နှစ်သားကသူ့အဖေဗိမိသာရမင်းကြီးကဇောတိကအိမ်ကိုတွားလဲဗိမိသာရမင်းရဲ့နန်းတော်ကတစ်သားနန်းတော်ဇောတိကနေတဲ့အိမ်ကယရဏဆန်အိမ်ဘာမှမဆိုင်ဘူးအဲ့တော့ဟိုကတတိုင်းသုံးတတ်နဲ့တခါတည်းဗရမ ्या တတိုင်းရွှေတတိုင်းငွေတတိုင်းနဲ့အဖိုးတသိန်းထိုက်တန်တဲ့ဂရီပါသူ့ရဲ့ခြေတုပ်ဘဝဆိုတော့အဇာတတကနောက်ကနေလိုက်သွားပြီးတော့ဗိမိသာရမင်းကြီးကတော့တကယ်ကိုစိတ်သဘောထားပြည့်ဝတဲ့မင်းကောင်းမင်းမြတ်ကြီးဖြစ်တော့အိုးသူ့တထေသူ့နိုင်ငံနေတဲ့တထေချမ်းသာတာကြည့်ပြီးပီတိတွေဖြည့်ပြီးမုဒိတာပွားနေချမ်းသာလိုက်တာကွာပြည့်စုံလိုက်တာကွာကောင်းလိုက်တာကွာသာရုတွေခေါ်နောက်ကဟို10နှစ်သားအမျိုးကောင်းသားငါအဖေရသစ္စာနန်းတော်ဒင်းရယရဏဆိုင်နဲ့ငါသာဘယင်ဖြစ်ဘာလို့နင်တို့စိတ်တိုင်းပဲသဘောပါလားငါလက်ထဲသာအာနာရောက်ဒင်းတွေ့ပြီဆိုတာအဲ့ဒါအမျိုးယုတ်တွေရဲ့စိတ်မှတ်ထားသဘောပါလားသူလဲငါလဲမင်းလဲကြမှတ်ထားဆိုတာအဲ့ဒါအမျိုးယုတ်အမျိုးကောင်းသားသမီးကဘယ်လိုကောင်းအောင်လုပ်မလဲဘယ်လိုပြုပြင်မလဲလောကဓာတ်ကြီးတစ်ခုလုံးငြိမ်းချမ်းအောင်ဘယ်လိုလုပ်မလဲဒါအမျိုးကောင်းသားစိတ်တချင်းမတူအဲ့တော့အဇာတတက10နှစ်သားကလေးကျုံဝါထားတာသူလည်းဘယင်ဖြစ်ရောဖြစ်ချင်းအဇာတတကဇောတိကအိမ်တက်သိမ်းတာပဲခေါပဏိတနဲ့သွားသိမ်းတာသူနိုင်ငံတကာထွက်တိုက်နေတဲ့တက်ကြီးနဲ့သွားပြီးသိမ်းတယ်ဝိုင်းလဲဝိုင်းရောဟိုကရှေ့ဆုံးကဗရမ ्या တိုင်းကြီးသူစီးသွားတဲ့ဆင်ရိတ်ကဟိုမှမြင်တယ်အဲ့တော့မြင်းတွေနွားတွေဆင်တွေဆိုတာမှန်မြင်မှုတာမဟုတ်ဘူးမမြင်မှုတော့ရှေ့ကသူ့လိုကောင်ကြီးလာပြီဆိုမှအဲ့ဆင်သူစီးတဲ့ဆင်ကအဲ့ရှေ့ကသူ့အရိတ်သူကြောက်ပြီးပြန်ပြေးတာနဲ့တစ်စက်မှမတိုက်လိုက်ရဘူးသူ့တရှုံးနည်းနည်းမှယံပြုတ်လို့မရဘူးအနားတောင်ကတ်လို့ဘာကြောင့်ဇောတိကပြုတ်ခဲ့တဲ့ကံစ
င်ကျယ်လို့ရှင်းသလားအကြောင်းကောင်းတော့ကျိုးကောင်းအဲ့ဒါဇောတိကတကယ်တော့ဘုရားကျောင်းတော်မှာတရားသွားနာနေတာနော်အဲ့တော့ကျောင်းထဲလည်းထွက်လာရောအဇာတတကဟိုမှာခွေးပြေးဝက်ပြေးလာတာတယောက်တည်းတိုက်ပြီးတော့ရှုံးလာတာနော်တစ်ဖက်တည်းတိုက်ပြီးရှုံးနေတာပြန်ပြေးလာတော့တွေ့လဲတွေ့ရောခတ်ထီနဲ့တရိတဲ့ကိုပဲလာတယ်ကျောင်းတော်ပါတော်ပြောမပြောနဲ့တဲ့မင်းငါ့ကိုပြန်တိုက်ပြီးတော့တဲ့ဟာဘယ်ဘာကိုတိုက်တာတော့မသိဘူးဟိုကနော်မင်းကြီးဘာကိုပြောတာလဲဗျာတဲ့တကယ်တော့သူ့မွေးတဲ့သားသူ့မြေးလောက်တောင်ရှိသူ့မြေးလောက်ပဲရှိသေးတယ်ဒါပေမဲ့ဘယင်ဖြစ်နေတော့တရိုးတသေးပါပဲမင်းကြီးဘာကိုဆိုးလို့တာလဲငါနေအိမ်သိမ်းမလို့သွားတာတဲ့နေငါ့ကိုပြန်တိုက်လို့ငါထွက်ပြေးလာရတာတဲ့မတိုက်ပါဘူးတဲ့ကျွန်တော်မျိုးမှာဘာစစ်တီအင်အားမှမရှိဘူးဒါပေမဲ့မင်းကြီးမသိဘူးထင်တယ်တဲ့နော်ကျွန်တော်မျိုးပစ္စည်းကိုကျွန်တော်မျိုးမပေးဘဲနဲ့မင်းကြီးမဟုတ်ဘူးမင်းကြီးလို့ဘုံကံရှိတဲ့မင်းအသိန်းအတောင်အတန်းလာယူလို့မရစေရဘူးအောင်မကြီးကြဲပေါ့ဟိုကရာဇမှန်းနော်မင်းဖြစ်ခါစားဆိုတော့နော်မယူရဲပေါ့ဆိုတော့ခမိုးရှူလို့လောက်တာနဲ့ကဲခဏလေးတဲ့တက်သိပြပါမယ်တဲ့တင်မင်းကြီးဒီလောက်စိတ်ဆိုးနေလာပါတဲ့တင်မင်းကြီးအားအင်ဘယ်လောက်ရှိတယ်ဆိုတော့ကျွန်တော်မျိုးသိတယ်ဇောတိကလက်မှာလက်10ချောင်းလုံးလက်စွပ်ထားတယ်ရော့ဒီလက်စွပ်တွေတင့်ကိုမပေးဘူးတင်ယူနိုင်ရင်ယူတဲ့လက်ဖြန့်ပေးလိုက်ဟိုကခုနကဆောင်းကြောင်ထိုင်ပြီးခုံရင်ဘယ်လောက်18တောင်မတ်တရပြီးခုံရင်တောင်80ခုံနိုင်တဲ့မဟာယောက်ျားကြီးအမတန်အင်အားကောင်းတဲ့ဆေပြောင်၅စီးအမှန်ကြီးတဲ့ပုဂ္ဂိုလ်ကြီးလက်စွပ်တကွင်းကိုချွေးတီးကြအောင်ချွတ်တယ်လောက်ချွတ်နေတာပဲဇောတိကလက်နာပါတော့ကျင်ပါတော့ကြိုက်ပါတော့ခဲပါတော့လားဘယ်လုံးမှမဖြစ်ဘူးဘယ်နဲ့အနေငယ်မှနာကျင်ခြင်းကြိုက်ခဲခြင်းမရှိဘူးသူချွေးတီးကြတယ်လက်စွပ်ကလုံးဝမလုံမင်းကြီးတဲ့ပင်မမယ်ခဏရပ်ပါတဲ့ကျွန်တော်မျိုးတက်သေးပြုတ်ယုံပါတဲ့မင်းကြီးရဲ့ဝတ်လဲတော်ပစိုးဖြန့်လိုက်ယော့ပေးလိုက်ရှော့ကနေပြုတ်ကြပါကဲလက်စွပ်ကကြက်နေလို့လားကြက်ဘူးမပေးရင်ယူလို့သူ့မင်္ဂလာနဲ့မြန်ကွာပါကွာသူ့မင်္ဂလာတော့ငယ်ငယ်တုန်းကလည်းမင်္ဂလာဆောင်သွားရင်ပြန်ထွက်လာရင်မရှိဘူးဘာတော့ဖဏနော်အလူသွားလဲဖဏပြောက်တာပဲမင်္ဂလာဆောင်သွားလဲဖဏပြောက်တာပဲအဲ့ဒီကံခုထိမကုံသေးဘူးဟိုတလောကတရားပွဲသွားတယ်နော်ဘုန်းကြီးတွေစုံပြီးတော့တရားပွဲသွားအပေါ်တက်ပြီးဆွန်းလေးစားပြီးပြန်ဆင်းလာတော့မရှိတော့ဇောတိကနဲ့နင်လားငါလားသဘောပါလားကဲကောင်းပြီနော်အဲ့လိုတွေမဟုတ်သေးဘူးကိုယ့်အကိုပြည့်စုံအောင်ကိုသုံးတတ်တဲ့ဆွဲတတ်တဲ့ပစ္စည်းတွေအကုန်လုံးအရန်သစ်ပြင်ဆင်ထားတယ်ဘယ်သူမှအာမကိုကိုယ့်အကို ready ကြကိုကြကဲလောက်ထားတယ်တကယ်သုံးကြည့်ပြီဆိုတော့ဒါလိုချင်တယ်လို့ရှာရင်အဲ့ဟာအဲ့နာမှာရှိကိုမရှိဘူးချွေးတီးကြမှာအဲ့ပစ္စည်းတစ်ခုရတယ်အဲ့တော့ဒါပျောက်တတ်လွန်းလို့ဆိုရင်တွေ့တိုင်းဝယ်ပြီးတော့ဂျုံတဲ့နေရာချထားတာကိုသုံးကြည့်ရင်မရှိဘူးအဲ့ဒါဘာလို့အကြောင်းမကောင်းလို့ဂျုံမကောင်းတာရှင်းသလားဘယ်သူမပြူကြည့်အဲ့ဒီကံအရိဏဒါနကံအဲ့ဒါနဲ့ဇောတိကကတော့ထားလိုက်တော့ဒါသူတို့ဇက်လန်းပေါ့နော်အဲ့ဒီမှာမင်းကြီးတန်ဝကရာယူတယ်အဇာဇောတိကတဲ့သူ့အဖေအရှင်သခင်လက်ထက်ကအရှင်ကောင်းသခင်ကောင်းနဲ့နေရတာအန္တရာယ်လည်းကင်းတယ်ဘေးလည်းရှင်းတယ်စိတ်လည်းချမ်းသာတယ်ကိုယ်လည်းကျမ်းမာတယ်အခုမိစ္ဆာမင်းတက်ပြီတဲ့ငါဆက်ပြီးနေလို့မသင့်တော်ဘူးဆိုပြီးမင်းကြီးတဲ့ဒီလိုဆိုရင်တဲ့သူတန်ဝေခရသွားတာတတိယတခါမှရံပြုတ်မခံရတဲ့စီးစိမ်ရံပြုတ်ခံရပြီဆိုတော့တစ်ချိန်ကလေးနဲ့တန်ဝေခရသွားကျွန်တော်မျိုးယဟန်ဝတ်ခွင့်ပေးပါဆိုတော့ဟောပြောတာဗော तू မရှိရင်ဒီဘိတ်မှရမယ်โอเคဝတ်နော်ဝတ်တယ်ဟိုကဇောတိကသင်္ကန်းဝတ်တရားအားထုတ်လို့ယဟန္တာဖြစ်သွားတာနဲ့ဟိုကဗိမာန်ကြီးကပျောက်သွားသဘောပါလားအကြောင်းပြည့်စုံမှအကြောင်းကောင်းမှ
အဲ့တော့အခုသောတာပန်ဟာသူ့ပစ္စည်းဘယ်သူမှခိုးလို့မရသူကိုယ်တိုင်ကလည်းဘယ်သူကိုမှမခိုးတော့တဲ့အတွက်ခိုးခြင်းအတွက်ပူစရာဘလို့တော့ပြစ္ဆုတ်ပံမှာသူ့အတွက်သူ့ပစ္စည်းရံပြုတ်မဲ့လူမရှိတော့ဘူးနောက်အနာဂတ်မှာဟောရံပြုတ်နိုင်သေးလားမပြုတ်နိုင်သလိုဒီပစ္စည်းတဲ့နောက်မှာတောကပရိဒေဝဖြစ်เสียအကြောင်းရှိဘူးတဲ့ဒါသောတာပန်ပုဂ္ဂိုလ်ရှင်းလားကဲလွဲမားတဲ့ကာမဂုဏ်တွေသောတာပန်လှုပ်သေးလားမလှုပ်တော့မလှုပ်တဲ့အတွက်ဒီဘဝမှာလည်းအဲ့ကာမဂုဏ်ဖောက်ပြန်လို့စိုးရိမ်เสียရံပြုတ်ခံရเสียအဲ့ဒီဘေးရန်ကင်းတယ်လို့တန်တရားမှာလည်းဒီဘေးရန်မျိုးလာเสียအကြောင်းမရှိတော့ဘူးဒီအတွက်စိုးရိမ်ကြောင့်ကြဖြစ်เสียအကြောင်းလည်းမရှိတော့နောက်မှုသားပြောခြင်းမရှိတော့တဲ့အတွက်သူ့ကိုအလိန်ခံရမှာလဲဘူဇီယာမလိုတော့သလိုနောက်တန်တရားမှာဒီမုဒ္ဒဝါဒကံကြောင့်စိုးရိမ်เสียလဲမလိုတော့ဘူးနောက်သူရာမေရယာနော်တောက်စားမူရချင်းကံရှိသေးလားမရှိတော့တဲ့အတွက်အဲ့ဒီကံကြောင့်စိုးရိမ်ကြောက်ကြเสียလဲမရှိတော့ဘူးတဲ့အဲ့တော့ဒီယံ၅မျိုးကင်းသွားတယ်အဲ့ဒီလိုကင်းသွားတာဟာဖရာတကူလားတရားတကူလားတန်ခါတကူလားဘာကြောင့်လဲသူ့ရင်ထဲမှာကိန်းသွားတဲ့တရားသောတာပန်သူများသက်သေးလားမတတ်တဲ့အတွက်တတ်ချင်းဘေးရန်သူများပစ္စည်းခိုးသေးလားမခိုးတဲ့အတွက်ဘေးရန်ခိုးခြင်းဘေးရန်မရှိတော့ဘူးသူများသားမယားပြစ်မှားသေးလားမပြစ်မှားတဲ့အတွက်သူသားမယားပြစ်မှားခံရမှာစိုးရိမ်တရားမလိုတော့ဘူးဒီခါမှုသားပြောသေးလားမပြောတော့တဲ့အတွက်သူမှုသားပြောခံရမှာလိန်ညာကောက်ကျက်လှည့်စားခံရမှာမရှိတော့ဘူးတခါသေးရသေးရတောက်သေးလားမတောက်တော့တဲ့အတွက်တူဝေခြင်းမိုက်မဲခြင်းဆိုတာတွေလာသေးလားဒါကြောင့်သောတာပန်သတိမြဲတယ်အဲ့တော့အားလုံးသူတော်ကောင်းတို့ကြည့်ရအောင်သူဒီတရားကိုမဆောင်ဘဲနဲ့ဒီတရားရဲ့ကျေးဇူးကိုရမလားအဲ့တော့သောတာပန်သည်မြတ်စွာဘုရားအဆုံးအမတရားကိမ့်မကိမ့်ကိမ့်သားတဲ့ဒီယံဘေးတွေမကင်းရဘူးလားအဲ့တော့ယံဘေးအလိုလိုကင်းတာလားတရားကိမ့်လို့ကင်းတာလားအဲ့တော့တရားကိမ့်လို့ကင်းတာပါလို့သိသွားရင်အမှန်တရားသိရင်ခင်ဗျားတို့ဘာဆက်လုပ်တရားကိမ့်အောင်ကျင့်ရမယ်အဲ့တော့ဒီယံကင်းကျင်ရင်ဒီကံလုံဖို့လိုအပ်မလိုအပ်အဲ့ဒါဓမ္မမြတ်စွာဘုရားပေးခြင်းတဲ့ဓမ္မရဲ့အနှစ်သာရနဲ့ပြန်ကြတော့ရရှိတဲ့အကျိုး၄ပါးအပါဝင်အရိယာတယောက်ဖြစ်နည်းကိုမြတ်စွာဘုရားဆက်ဟောလိုက်ဦးမယ်အဲ့တော့အဲ့ဒီအကြောင်းသိခြင်းရင်တော့နဲ့ပြန်ညစောစောကြွဟုတ်ပလားအဲ့တော့ဒီနေ့အဖို့တော့ဒီလောက်နဲ့ပဲသွားမယ်အဲ့တော့ယံ၅ပါးကင်းသွားတာအလိုလိုကင်းသွားတာလားယံလုံတရားပြည့်သွားလို့လားရှင်းကလားအားလုံးသဘောပေါက်တယ်နော်အဲ့တော့ဒီယံ၅ပါးကင်းသွားတာသည်ဘုရားရဲ့တကူတော်လားမဟုတ်ပါဘူးဘိုးတော်ဝိဇ္ဇာဇောကြီးတပတိတွေလုပ်ပေးတာလားနတ်ကြောကောင်းကောင်းတွေ့သွားလို့ထင်တယ်မဟုတ်ရင်ဘေးရင်ဆရာကြောင့်ဖြစ်မှာပေါ့မဟုတ်ဘူးအကြောင်းကောင်းမှအကြောင်းပြည့်စုံရင်ဒါကိုမနှက်ပြန်ကြတော့ပရိစ္ဆသမုပ္ပါနဲ့တူအနာတပိန်ကိုမြတ်စွာဘုရားဆက်ဟောလိုက်ဦးမယ်ရှင်းကလားကဲဒီနေ့တော့အလုံးเนาะအကြောင်းကောင်းမှအကြောင်းမှန်မှအဲ့တော့ဒီတရားတွေကကိုယ်တိုင်မဖြည့်ကျင့်ပဲနဲ့လွတ်ငြိမ်းချမ်းသာခွင့်ရပါမလားအဲ့တော့တရားဘယ်သူကိုယ်တိုင်ကျင့်ရမလဲကိုယ်တိုင်ကျင့်ရမယ်ဆိုတော့မသိလိုက်မသိပါသာနေရမလားသိအောင်လုပ်ရမလားအဲ့တော့တန်တရားလဲခဲ့တာမသိလို့လဲတာလားသိလို့လဲတာလားဒါဖြင့်ဒီနေ့တန်တရားစခန်းပြတ်ချင်ရင်သိအောင်လုပ်တော့ဘယ်သူအကြောင်းဘယ်သူသိရအဓိကဒါပဲအခုဒီတရားတွေအားလုံးကဘယ်မှာရှိကိုဖြစ်စဉ်တွေကြီးပဲကိုဦးစင်းကအကြောင်းမှာလို့သက်သေပြုပြီးဟောသွားတာခင်ဗျားတို့တကယ်တရားရဲ့သဘာဝကိုသိစေခြင်းလို့နော်ဦးစင်းပြုခဲ့တဲ့အကြောင်းမရှိဘဲနဲ့ဦးစင်းခံရစရာအကြောင်းမရှိဘူးအဲ့တော့အကြောင်းရှိလို့အကြောင်းမရှိရင်နားလည်ပြီလားအဲ့တော့ဒီအကြောင်းကျိုးတွေကိုပိုင်နိုင်သိသွားရင်ကိုဘဝလမ်းကိုလျှောက်လို့ရမရဒါဖြင့်တို့ကိုးကွယ်တဲ့မြတ်စွာဘုရားသည်တကိုးရှင်လားဖန်ဆင်းရှင်လားကဲတင်ရှင်လားလမ်းပြသူတက်တဲ့ဗါတဲ့ဒီလမ်းလျှောက်ရင်ဒီခီးပေါက်မယ်လို့မပြောဘူးလားအဲ့ဒီလမ်းဘယ်သူလျှောက်ကိုရောက်ချင်တဲ့လမ်းကိုရွေးဖို့ပဲလိုအပ်တယ်ရှင်းသလားဒါဖြင့်ယုံညံ့သူဖြစ်ချင်လားမြင့်မြတ်သူဖြစ်ချင်လားအောက်တန်းသွားချင်လားအထက်တန်းသွားချင်လားတန်ဖိုးမဲ့သူဖြစ်ချင်လားတန်ဖိုးရှိသူဖြစ်ချင်လားဒါဖြင့်
ဘယ်သူပေးတဲ့လမ်းလျှောက်အောင်လမ်းမှန်သိဖို့လိုအပ်မလိုအပ်ကဲအဲ့တော့အမှန်တရားသိဖို့အတွက်တကယ်စစ်ဆေးရမှာဘယ်သူကိုစစ်ဆေးအဲ့တော့ကိုယ်မှာရှိတဲ့ကိုယ်ယုတ်ကိုယ်နံကိုယ်ပိုင်ရလားအဲ့ဒီယုတ်နံသည်မြဲသလားမမြဲတဲ့ယုတ်နံသည်ချမ်းသာသလားဆင်းရဲသလားဩတကယ်တော့တို့ရထားတဲ့ခန္ဓာကြီးကဘာသစ္စာသိတဲ့ဉာဏ်ကမဲ့နဲ့သာမမှန်ကန်ကန်သိရင်ဒီယုတ်ဒီနံဒီခန္ဓာတွေနောက်တစ်ခါရကြောင်းတွေလွတ်အောင်မလားမလွတ်တော့ရင်သေတာကသမုဒိယသစ္စာသမုဒိယအကြောင်းသိရင်နောက်အကျိုးလာအောင်မလားနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကကဲဆိုသစ္စာ၄ချက်တပြိုင်တည်းကိုက်မှသာလျင်တန်တရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့လျော့မပေါ့ဆသောတတိမလျှော့သောဇွဲလုံးလာဝရိယလက်ကင်ထားပြီးတော့ဒီဘဝဒီခန္ဓာမစွန့်ကြခင်ဒီတန်တရာကျွတ်လွတ်ထွက်မြောက်နိုင်ရေးအတွက်လမ်းမှန်တရားကိုတွေ့အောင်ရှာကြစို့လို့တိုက်တွန်းရင်းနဲ့နားကြစို့ကဲအလုံးအမှန်တရားကိုတွေ့နိုင်ဖို့အတွက်တရားကခန္ဓာမှာရှိတယ်လို့မပြောဘူးလားကဲကိုယ်ခန္ဓာရှိကိုသိရအောင်10မိနစ်လောက်အားထုတ်ကြည့်မယ်အရိယာဘုတ်ပြင်မှာတင်မလင်ခွေထိုင်ထိုင်ဒူးတုတ်ထိုင်ထိုင်နှစ်သက်သလိုထိုင်သို့သောခါမမတ်ထားခေါင်းမမတ်ထားလက်ဖွာနှစ်ဖက်ရှက်လက်မထိတ်ချင်းထိထားမယ်အရိယာဘုတ်စိတ်တိုင်းကြပြီဆိုမျက်လွှာလေးချနာသီးစုံမှာတတိကလေးလေးဖြည်းဖြည်းမှန်မှန်ရှုသွင်းမယ်ဖြည်းဖြည်းမှန်မှန်ပြန်ထုတ်မယ်ဝါဝရှုမယ်ဝါဝထုတ်မယ်စိတ်မပြန့်လွင့်ပါစေနဲ့မတွေးပါစေနဲ့ဒီ10မိနစ်အချိန်တွင်းမှာတာရေးသမီးရေးစီးပွားရေးလူမှုရေးနိုင်ငံရေးကိစ္စဝါကိုလစ်လူရှုဒီချိန်မှာလောဘဒေါသမောဟတွေမဖြစ်အောင်နေမယ်လို့ကိုတန်တိတ်ထန်လေးကြပြီးတော့လေ့ကျင့်ကြည့်မယ်မျက်စိလေးပိတ်ပြီးတော့ငြိမ်ငြိမ်ထိုင်နေတာပါးစပ်ကလေးတွေပိတ်ထားတာဟာကိုယ့်ရဲ့ကာယကံဝစီကံကိုထိန်းကျောင်းထားတာဒါသီလသိက္ခာတော်ကောင်းတို့တဏ္ဍာမှာကိန်းနေပြီသီလတရားတွေတည်နေပြီအဲ့ဒီကနေစိတ်ကလေးကိုဒီချိန်နဲ့ဒီချိန်ကြားမှာလောဘဒေါသမောဟတွေမဖြစ်အောင်သတိပညာလေးနဲ့စောင့်ရှောက်ပြီးနေမယ်တရားအထုတ်တယ်ဆိုတာမတရားဓာတ်တွေဖယ်ပြီးတော့တရားဓာတ်တွေဖြစ်လာအောင်အထုတ်တာဒါတရားအထုတ်တာပဲမိမိတဏ္ဍာမိမိရဲ့စိတ်မှာမွေးရာပါဟေတုပစ္စယဆိုတဲ့သအာကရဏမကောင်းမှုမှန်သမျှကိုယ်တဏ္ဍာမှာမဖြစ်စေနဲ့ကုသလတဥပတံပရာကောင်းမှုကုသိုလ်တွေပြည့်စုံစေရမယ်တို့တွေမှာကုသိုလ်အစဉ်တန်းနေဒါနကုသိုလ်ရှိတယ်သီလကုသိုလ်ရှိတယ်သမထကုသိုလ်ရှိတယ်ဝိပဿနာဘာဝနာကုသိုလ်ရှိတယ်အဲ့ဒီကုသိုလ်ကနေမှဘောဓိပက္ခိယ38ပါးကိုဖြည့်ဆည်းလိုက်လို့မက်ကုသိုလ်ဖို့ကုသိုလ်ဟောအဲ့ဒီတရားကိုပဲမက်စိတ်ဖို့စိတ်မက်ပညာဖို့ပညာဒီလိုခေါ်ပါတယ်ခင်ဗျအသုံးနှုန်းတွေကဒါလေးတွေပါပဲကုသိုလ်စိတ်အကုသိုလ်စိတ်ကုသိုလ်တရားအကုသိုလ်တရားဒီလိုခေါ်တာဗျအဲ့တော့အခုလေတရားတော်မှာမက်ပညာဖို့ပညာအထိပြည့်စုံအောင်လုပ်ရမယ်တို့တွေဟာလေအဆုံးမရှိတဲ့လမ်းကိုရှောက်နေတာမဟုတ်ဘူးပန်းတိုင်ပြောင်းနေတဲ့လူတွေမဟုတ်ဘူးကဲတင်ရှင်မျောနေရတဲ့ဘဝမဟုတ်ဘူးဆူတောင်းနေရတဲ့ဘဝလည်းမဟုတ်ဘူးမှတ်ထားတောင်းယူနေရတယ်ဆိုတာအတော်ကိုအောက်တန်းကြတာဘယ်သူစီမတောင်းเสียမလိုပါဘူးဗျကိုလှုပ်ချင်တာကိုဖြစ်ချင်တာကိုလှုပ်လို့ရပါတယ်ဗျဒါလောကနိယာမကြီးပါဗျကောင်းတာလိုချင်ရင်ကောင်းတာလုပ်ဗျ
ကောင်းတကအကောင်းဆုံးတွေလူချင်းရင်အကောင်းတကအကောင်းဆုံးတွေရွေးလုပ်ပါဗျအဖြေကရှင်းရှင်းလေးပဲမကောင်းတာတွေမလူချင်းရင်မကောင်းတာမလုံမိအောင်နေပါဗျဒါတရားပါပဲကိုဆောင်ထားတဲ့တရားပဲကိုရမှာပါပဲကိုစိုက်တာပဲကိုပြန်ရိပ်သိမ်းရမှာတရက်စိတ်ချစိုက်ရင်တရက်ပင်ပေါက်မှာပေါ့ဇီးစိတ်စချစိုက်ရင်ဇီးပင်ပေါက်မှာပေါ့အခါမျိုးစိစိုက်ရင်အခါပင်ပဲပေါက်မှာပေါ့အချိုမျိုးစိစိုက်ရင်အချိုပင်ပေါက်မှာပေါ့ရှင်းရှင်းလေးပဲအပင်မှမျိုးမျိုးမှအပင်အမြင်မပြတ်ဆက်ဆက်သိဟံကံကြောင့်နံယုတ်နံယုတ်ကြောင့်ကံကိုတော်ကောင်းတို့ကိုကံသုံးပါးကိုကိုနိုင်နိုင်နင်းနင်းထိတ်နိုင်တဲ့အချိန်အနည်းလဲကင်းတယ်ဘေးလဲရှင်းတယ်အမြင့်မြတ်ဆုံးတရားတွေနဲ့လည်းပြည့်စုံမယ်အနာတပိန်တထေးကြီးကိုမြတ်စွာဘုရားကသောတာပန်တည်သွားတဲ့ပုဂ္ဂိုလ်တနည်းအားဖြင့်မြတ်စွာဘုရားအဆုံးအမကိန်းသွားတဲ့ပုဂ္ဂိုလ်တယောက်ရဲ့အကျိုးရလဒ်တွေကိုဂနနရှင်းပြထားတယ်ဂဟပတိဝက်မှာတထေးတကြွတော်တော်များများကိုမြတ်စွာဘုရားဒီတရားဟောထားခဲ့ပါလေဒီနေ့သူတော်ကောင်းတို့တထေးကြီးအနာတပိနာမည်လေးကသိချစ်စရာကောင်းတယ်အနာထဗိန္ဒီကသာတဲ့အနာထကိုးကွယ်ရာမရှိတဲ့ဖုံတောင်းရာစကားသူတောင်းစားစားစရာမရှိဝတ်စရာမရှိနေစရာမရှိသူတို့ရဲ့အဲ့ဒီပုဂ္ဂိုလ်တွေကိုပိဋိကတထမင်းကျွေးနေတဲ့ပုဂ္ဂိုလ်တဲ့ခိုကိုးရာမဲ့တို့ကိုအစာပေးတဲ့တထေးပါတယ်ဗျအဲ့ဒီတထေးကြီးကိုမြတ်စွာဘုရားကသောတာပန်တယောက်ရဲ့အင်္ဂါတွေရလတ်တွေကိုရှင်းပြထားပါတယ်ဒီနေ့သူတော်ကောင်းတို့ကဒီတရားကိုနာပြီးတော့တထေးကြီးအနာတပိန်ကဲ့သို့တရားကိန်းသောပုဂ္ဂိုလ်တွေရံဘေးကင်းသောပုဂ္ဂိုလ်တွေအကျိုးတူတရားပြည့်စုံသူတွေဖြစ်အောင်ကြိုးစားကြဖို့ပါပဲတတိလက်မလွတ်ပါစေနဲ့တကယ်တရားစစ်တရားမဟာကိုယ်ခန္ဓာမှာပဲရှိတယ်ခန္ဓာအမှန်တရားဟာလေယုတ်တရားနဲ့နံတရားဒါပဲရှိတာပါဘာတွေလှုပ်လို့ရမှယုံနာမေယုံနာကိုအဘိဓမ္မထသဘောအရာကြည့်တော့ယုတ်သဘောနံသဘောတွေဟာတထေးကြီးလည်းဒီယုံနာဆင်းရဲသားလည်းဒီယုံနာတထေးယုတ်လည်းမမြဲဘူးဆင်းရဲသားယုတ်လည်းမမြဲဘူးလှတဲ့လူယုတ်လည်းမမြဲဘူးမလှတဲ့လူယုတ်လည်းမမြဲဘူးအဖြစ်မှန်ကိုသိလိုက်တော့တကယ်ယုံနာသမားဟာဖြစ်ပြီးပြက်နေတဲ့အနိစ္စတသက်ပဲလို့သိလာရင်ဒီပေါ်မှာတတ်မဲ့ခြင်းခုံမင်းခြင်းဆွဲလန်းခြင်းလောဘဒေါသတဏမာနဒိဋ္ဌိတွေကင်းကွာလာပါလိမ့်မယ်အဲ့ဒီကိလေသာကင်းကွာခြင်းဟာအယုတ်တရားတွေကိုယ်တဏ္ဍာမှာမရှိ၍အမြတ်တရားတွေကိန်းလာခြင်းပါပဲဒီတော့ယုံညံ့တဲ့တရားတွေကိုဖယ်မြတ်သောတရားတွေကိုဆောင်ကျဉ်နိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်ပါစေတတိလက်မလွတ်ပါစေနဲ့